ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရာမြို့မင်္ဂလာရိပ်သာဓမ္မယုံကြည်ပေါ်တွင်4 ရက် 2 လ 60 ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောခြိတိုင်နှင့်ကြိုးခွေးနှင့်လေပတ်ဥပမာပြတရားတော်အလုံးစုံကြကျေးဇူးတော်ဓမ္မတွေကိုယ့်ဖြစ်ကိုပြန်စဉ်းစားဖို့ဘုရားကဟောသည်လို့မှတ်ရမယ်ကိုယ့်ဖြစ်ကိုပြန်စဉ်းစားဖို့ကျေးဇူးတော်ဟောဘာစဉ်းစားရကိုယ့်ဖြစ်ကိုပြန်စဉ်းစားကြပါဘုရားကဟောနော်ကိုယ့်ဖြစ်ဟာဘယ်လောက်ဖြစ်အောင်ကြာခဲ့ကြုံလို့မေးဖို့လိုပါတယ်ငါဘုရားခင်ကိုရမေကြီးကွာပတ္တဝါတရက်တရက်ခေအဖြစ်ကိုငါစဉ်းစားလိုက်တာဘုရားဖြစ်တဲ့နေ့ကဒကာကျွတ်ဖြစ်ခြင်းကိုဒီဘဝဒကာကျွတ်ဖြစ်ခဲ့တယ်နောက်ဘဝကဘာဖြစ်ခဲ့တယ်ဟိုဘက်ဘဝကဘာဖြစ်ခဲ့တယ်လို့နောက်ဆုတ်ပြန်တွေးလိုက်ဘုရားဖြစ်တဲ့နေ့ကတွေးဘုရားပြိဋိဘံစံဒီတောင်ပတ္တဝါတရက်အဖြစ်ဟာမဆုံးသေးဘူးဘယ်လောက်ရှည်လို့တုံးဆိုတာမေးဖို့လိုသေးတယ်အမတန်ရှည်တယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းတယ်ဘုရားဖြစ်တဲ့နေ့ကစပြီးဒကာကျွဲဤခန္ဓာကိုယ်ဟာဘယ်ဘဝဘယ်လိုဖြစ်ပြီးဘယ်လိုသိခဲ့တယ်နောက်ကဟိုဘဝကဘယ်လိုဖြစ်ပြီးဘယ်လိုသိခဲ့တယ်အဲ့ဒါတွေကြောက်စဉ်းစားလိုက်တာမကုန်ဘူးတဲ့ဘယ်လောက်ပြိဋိနေခဲ့ရတယ်ဘယ်လောက်သိခဲ့ရတယ်ဆိုတာဖြင့်မရည်တွက်နိုင်အောင်ပဲပြိဋိဆင်းရဲအိုဆင်းရဲနာဆင်းရဲသိဆင်းရဲနဲ့နေခဲ့ရတယ်ဆိုတာတော့ဖြင့်ဘုရားတွေးလို့ကိုမဆုံးဘူးဆိုတဲ့ရှည်လုံးလို့သာမှတ်ပြီးတော့ဘယ်လိုမှတ်ကြရှည်လုံးလို့ဓမ္မတွေကမှတ်လိုက်ပါတော့ကောင်းပြီဒီလောက်ရှည်နေတာကြီးဖြင့်ဘုရားခင်ကိုရမေကြီးကတွေးနေတယ်လေကျေးဇူးများတော့မှာမဟုတ်ဘူးဒီတတ္တဝါကိုဒီလောက်အိုအောင်နာအောင်သိအောင်လုပ်တဲ့လက်တယ်ရှာမတော်တော့မယ်တတ္တဝါတွေတော့ဖြင့်မဆုံးတော့ဘူးတတ္တဝါအနန္တဆိုတာများလုံးလာတယ်တတ္တဝါဖြစ်စေတဲ့အကြောင်းကိုငါတွေးတော့မယ်ဆိုတော့မှဒကာဓမ္မတို့ပုဂ္ဂိုလ်နဲ့တွေးတော့မကုန်ဘူးတရားနဲ့တွေးတော့မှတဲ့အဝိဇ္ဇာနဲ့တဏှာသွားတွေ့တရားနဲ့တွေးတော့ဘာတွေ့ဒကာဓမ္မတွေသေချာမှတ်ပါတရားနဲ့တွေးလို့ဖြင့်ဒကာကျွဲဒကာသိတော့မဆုံးဘူးပုဂ္ဂိုလ်နဲ့တွေးလို့မဆုံးဘူးတဲ့တရားနဲ့တွေးလိုက်တော့ဘာတွေ့ဝိဇ္ဇာနဲ့တဏှာတွေ့ရဲ့ခိုင်းဒကာဓမ္မတွေပြစ္ဆုတ်ကိုရှင်းရအောင်လုပ်လေသမျှအဝိဇ္ဇာနဲ့တဏှာကဆိုတာတော့ပေါ်ပါဘူးပြစ္ဆုတ်ခန္ဓာကြီးဖမ္မာရောဖမ္မာသေးအောင်ဖမ္မာငယ်တွေထဲမှာလှက်ပတ်ပြီးသွားနေရအောင်အောက်ရောက်လိုက်ထဲရောက်လိုက်နဲ့မျိုးမျိုးသောဒုက္ခတွေနဲ့မကြုံဘူးတဲ့ဒုက္ခမရှိရအောင်ဒုက္ခမျိုးစုံနဲ့အကုန်ကြုံအောင်ပေးလေသမျှအဝိဇ္ဇာနဲ့တဏှာကလို့မှတ်လိုက်တယ်ဘယ်လိုမှတ်ကြဘယ်လောက်များကြာခဲ့ကြုံလို့မေးတော့ပုဂ္ဂိုလ်ဖြစ်နေတွေးတော့ပါလေပုဂ္ဂိုလ်ဖြစ်နေတွေးတော့ဖြင့်တွေးလို့မဆုံးဘူးသူများတွေးတာလားဘုရားတွေးတာလားစဉ်းစားပါဘုရားကိုဒီလောက်ဉာဏ်ကြီးနဲ့တခါလဲတွေးတာကိုမဆုံးဘူးဘယ်လောက်များရှည်ခဲ့တယ်ဆိုတာကတခါကျပြောဖို့လူသေးသဘောပါကြတခါအောင်ကိုဆုံးနိုင်ကြရှိရဲ့ဒါဖြင့်ဓမ္မသာရှားပြီတော့ဆိုတော့ဓမ္မတော့ဘုရားကတွေ့အောင်ရှားနေဓမ္မရှားလိုက်တော့ဘာတွေ့ပါလဲအဝိဇ္ဇာနဲ့တဏှာတွေ့ရဖို့တဲ့ဓမ္မတို့အဝိဇ္ဇာတဏှာမချုပ်လို့ရှိရင်ဖြင့်တတ္တဝါတွေဒုက္ခမချုပ်တော့ဘူးလို့မှတ်လိုက်တော့အဝိဇ္ဇာတဏှာမချုပ်ရင်တတ္တဝါဒုက္ခမချုပ်တော့ဘူးလို့ဘုန်းကြီးဓမ္မတွေမှတ်လိုက်တာပေါ့နော်ဟောရဖြင့်တတ္တဝါဆိုတာလေယုံနာပါပဲအဲ့ဒီယုံနာတွေဟာဒုက္ခသစ္စာတွေပဲအိုတတ်တဲ့နာတတ်တဲ့သိတတ်တဲ့မိလောင်ခံရတတ်တဲ့ဒုက္ခသစ္စာတွေပဲဆိုတယ်လေသိပြီးသားပဲထားပါတော့အဲ့ဒီဒုက္ခတွေမဆုံးအောင်ဘယ်လိုလုပ်နေကြုံဆိုတဲ့လက်တယ်လေဘုရားတွေးလိုက်တော့ပေါ်လာဘာတွေ့ပါလဲဝ
ဝိဇ္ဇာနဲ့တဏှာတွေ့တယ်ဆိုတာဓမ္မတွေသိသိချာချာမှတ်ပါဩဒါဖြင့်ဆရာဘုန်းကြီးကလည်းဒီနေ့ဓမ္မတွေကိုဘုရားကလည်းမရှိတော့ဘုရားကိုယ်စလဲဖြစ်နေမင်းတို့ကွာအဝိဇ္ဇာနဲ့တဏှာသတ်မှဒုက္ခပြတ်တော့မကွာဝိဇ္ဇာနဲ့တဏှာမတတ်လို့ရှိရင်ဒုက္ခပြတ်เสียအခြေအနေမမြင်ဘူးကွာဆိုပြီးကြတာဓမ္မတို့ဝိဇ္ဇာတဏှာကြောင့်တတ္တဝါတွေရေတွက်လို့မဆုံးနိုင်အောင်ဥနာသေးမောကွဲတွေနဲ့နေကြရတယ်ဆိုတာသဘောကျဥနာသေးမောကွဲလက်တယ်ရှာလိုက်တော့ဝိဇ္ဇာနဲ့တဏှာပဲသွားပြီအဝိဇ္ဇာနဲ့တဏှာမတည်သေးကာလပတ်လုံးဖြင့်ဥနာသေးမောကွဲဆိုတဲ့ခန္ဓာစက်ကြီးအပြင်ပြတ်ပါအောင်မလားလို့မေးလိုက်ပြတ်နိုင်ကြအကြောင်းမြင်သေးရဲ့အဲ့ဒါကြောင့်ဘုန်းကြီးဓမ္မတွေဟောဆရာဘုန်းကြီးကတို့ယနေ့ဘာများကဲတင်ယူဆောင်မှာပါလိမ့်လို့ဒကာဝန်ဒကာတစ်တို့ကမေးလို့ရှိရင်ဩဝိဇ္ဇာနဲ့တဏှာဖြတ်ခန်းကိုပြတော့မှာပဲဆိုတာစောစောကမှတ်ထားတယ်ဒီနေ့ဘယ်တရားဟောမှချင်းဝိဇ္ဇာနဲ့ဒါပဲနဲ့ကြောင့်ဟောရပါလိမ့်မလို့မေးတော့တတ္တဝါတွေကကိုယ်လိုက်သိလိုက်နာလိုက်ကိုယ်လိုက်သာလိုက်နေလိုက်မျိုးမျိုးဥတာဥသေးနာနဲ့ဒီပဲရှင်ကုန်ပြီးကြလာခဲ့တဲ့ဘဝတွေဟာဒကာဓမ္မတို့ဘုရားတော်ကပြင်တဲ့ဉာဏ်နဲ့တွေ့တယ်မဆုံးဘူးဆိုတော့ဘလောက်ဥသေးနာများတယ်ဆိုတာကိုရိပ်မိကြအဲ့ဒါတွေလည်းမတွေးတော့ပါဘူးကောများတော့လည်းတွေးလို့လည်းမဆုံးပါဘူးဥနာသေးဘူးလို့ပဲပါလိမ့်လို့ဆိုတော့လက်ပဲရှာပါတော့မယ်ဆိုတော့ဘုရားကဘာတွေ့တယ်ဩနေရကြပြီနေရကြပြီဒကာဓမ္မတို့နေရကြပါပြီလို့ဘုက္ခတော်ဝန္တာပါတော့လို့ဒကာသစ်တို့ဒကာအောင်တို့ဒကာကျွဲတို့သိပေးလိုက်ဒီနေ့သေးသေးချာချာပိုင်ပိုင်နေနေတတ်ရရပြီရှင်းဖြင့်ငါတို့တွေကလည်းဖြင့်ဥနာတိမောကွဲဆိုတဲ့အဘယ်လေးပါရောက်တဲ့ခန္ဓာကြီးခဏခဏဥနာတိနဲ့ကျုံနေရတဲ့ခန္ဓာကြီးခဏခဏမေးတော့ခံနေရတဲ့ခန္ဓာကြီးခဏခဏသူများပြတဲ့သိရတဲ့ခန္ဓာကြီးခဏခဏရေထဲမှာမွေရေထဲသိရတဲ့ငါးဖြစ်ရတဲ့ခန္ဓာကြီးခဏခဏတော်တယ်မွေတော်တယ်သိရတဲ့တောသိဆံဖြစ်ရတဲ့ခန္ဓာကြီးဟာဖြင့်လက်ပဲတွေ့ပြီဒီခန္ဓာလုတ်တဲ့လက်တွေကိုယနေ့ဆက်လိုက်ရလို့ရှိရင်ဖြင့်ခန္ဓာဒုက္ခသိပြီးကြလားငြိမ့်တဲ့နိဗ္ဗာန်ဖြင့်ငါတို့ဧကံဆင်းဖြစ်ဆက်သိပြီးရောက်ရတော့မှာပဲဆိုတဲ့ဥစ္စာဝမ်းမြောက်ဝမ်းသာနဲ့ပဲဒီဆိုင်မှတ်ပြီးကြလားဖြတ်နည်းကိုယူကြပါတော့လို့ခရီးပေးလိုက်အမှန်တန်ရေးကြည့်ပါနော်တိုင်းသာတဲ့ဓမ္မတို့ဘုရားကပုဂ္ဂိုလ်ဖြစ်နေတွေ့တော့ဒကာအောင်ဆုံးရတယ်ဘယ်နဲ့တော့ကြညာနိုင်လားနော်จิตတို့ကြည့်တော့ဘာဖြစ်လို့မြင်ပါလဲမလို့ဆိုจิตတို့ကမွေးတွေကဝိဇ္ဇာတဏှာနဲ့မွေးလာတဲ့ပုဂ္ဂိုလ်ဆိုတော့ဝိဇ္ဇာကဘုံလုံးတဏှာကရောက်ရဘဝညှိတွယ်နေတော့ဘဝတဏှာနဲ့အဝိဇ္ဇာနဲ့တွဲပြီးကြတာပြိဋိနေတဲ့ကဥသိလာတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့จิตတို့တွေ့လုံးနေတော့ဖြင့်အခုရောက်တာအစ်စ်ပဲတော့အောင်းမိတ်မှာဘာမှမသိဘူးပေါ့ဗျာဘုရားကနေလျှောက်တွေ့လိုက်တဲ့အခါဆုံးရတယ်မဆုံးတော့ကမဆုံးနိုင်တဲ့သတ္တဝါဖြစ်ပြီးလျှောက်တွေးနေလို့ရှိရင်ဆုံးမှလည်းမဟုတ်ပါဘူးခြေလိုက်တဲ့ဖြစ်ခြင်းတယောက်တယောက်ကလည်းဟိုသေးလို့ကမပြီးနိုင်ဘူးအဲ့တော့ဒီသတ္တဝါလုတ်တဲ့လက်ပဲအစရှာရီမှတော်တော့မယ်ဆိုတော့ဒါရှာလိုက်တော့ဘုရားကတွေ့ပါလေဘာတွေ့သေးသေးချာချာမှတ်ပါရဓမ္မတို့ဝိဇ္ဇာနဲ့တဏှာတွေ့ပြီလက်တယ်တော့မိပြီခိုင်းဒါဖြင့်จิตတို့ကျေးဇူးရင်ကိုတော်ကြီးကြီးလက်တယ်ရှာပေးတဲ့ကိုတော်ကြီးဆိုရင်တော့လွယ်ပါဒါလည်းမကသေးပါဘူးလက်တယ်ရင်ရှာပေးပြီးတာမကသေးပါဘူးจิตခင်ဗျားတို့ကိုတဲ့ခေါင်းဆောင်ဖြစ်နေကဲတင်တဲ့တတ်တာတွေကမလုကဏံဆိုတဲ့လူနိုင်မှာတတ်တော်လေးဆရာကောင်းဆောင်ကြီးဖြစ်ပြီးကဲတင်တဲ့ပုဂ္ဂိုလ်ကြီးဟာလက်တယ်ရင်ဖမ်းပေးမကသေးဘူးတကားအောင်ကြီးလက်တယ်ဖြန်နေနေပြီကိုပေးဦးအမှန်တရားရှိကြကောင်းပါသတ္တဝါတွေဒုက္ခဖြစ်ကြောင်းလက်တယ်လဲသူရှာပေးလိုက်တော့အခုဘာတွေ့တော့လက်တယ်ကိုလည်းနည်းနည်းဒီကားလို့ရှင်ဖြင့်ငါပေးတဲ့ကနေ့နဲ့တတ်ရရလို့ရှင်ဒီလက်တယ်တွေကခန္ဓာမလို့တော့ဘူးဖြစ်ခန္ဓာမလို့တော့လို့ရှင်ဥဒေနာမောကွဲတွေကတခါတည်း
အလုံးစုံကုန်သတ်သိမ်းလို့ချုပ်ငင်းနေမယ်ဆိုတဲ့ဥစ္စာလည်းဧကံပေါ့ဗျာဒါဖြင့်ကျွတ်တို့ဉာဏ်စွမ်းကျွတ်တို့ကံစွမ်းတပည့်လည်းမပါတော့ပါဘူးဘတ်တော်အစရှာပေးတယ်ခရားဘာရှာပေးလိုက်လဲအဝိဇ္ဇာနဲ့တဏှာပဲရှာပေးလိုက်ဘတ်တော်အစပဲဟာလေအဲ့ဒါလူကရှာပေးပါဩသူရှာပေးလို့သိရပြီသူရှာပေးလို့သိရတယ်တန်ကြီးကိုလည်းတခါရှေ့ဆက်ပြီးနာတော့ဒကာဓမ္မတွေဘုရားကပေးဥမှာတို့ကဲတင်တာကတော့ဖြင့်ဘ누구ပါလိမ့်မလို့မင်းတွေကိုမလိုတော့ပါဒါကြောင့်တို့ကဲတင်တာတွေဘ누구ပါလိမ့်မလို့မေးကြမလို့တော့ဩတိန်တော့တာနေရငါကဒီဥသိဏတွေထဲမှာကူးမြောက်ပြီးကြလားမအုံးမသေးတဲ့နိဗ္ဗာန်ကြီးငါကူးမြောက်ပြီးရောက်ခဲ့လို့ကြောင့်ငါရောက်လို့ရောက်စေရမယ်ဆိုတဲ့ဆန္ဒအတိုင်းဘတ်တော်လက်ပဲအစကိုပြပြီးကြလားလက်ပဲအစကိုချက်ပေးမဲ့ကိုတော်ကြီးပဲလို့ဆိုပြီးအလုံးကြီးညိုလေးရလိုက်တယ်ဆိုတာကကျိုးပေါ်လာပြီတဲ့ရဖုဒ္ဓမလားဒကာအောင်ဒကာတစ်လို့နော်တွေ့ပြီးချာချာအခုလို့တရားဓမ္မတွေနဲ့စစ်ဆေးပြီးပြောလိုက်တော့မှဩအကမ်းမျိုးလုံးဖွင့်ပေးတာသူပဲအယူပြောင်းလုပ်ပေးတာအဝိဇ္ဇာရင်းသောအကမ်းဘုရားဖြစ်လို့ကအဝိဇ္ဇာမပယ်နိုင်တော့အဝိဇ္ဇာရင်းသောအကမ်းနဲ့နောက်ဘဝကြီးပြန်တွေးတော့ဖြစ်လို့ရတယ်မရတော့ဖြစ်တော့အဝိဇ္ဇာရင်းသောကမ်းခြင်းဖြင့်ကမ်းနေတယ်ဆိုရင်လည်းဖြစ်တော့အတွက်ညှင်းဖို့မလိုပါဘူးတဏှာရင်းသောအယူနဲ့တော့ရောက်ရမှာခင်ပြီးကာလနေလိုက်တဲ့အယူဇက်ကလည်းမသိနိုင်တာလည်းဖြစ်တော့အသိရတယ်အဲဒီအယူပြောက်ဖို့ရာကိုလည်းဘုကဲတင်မှတော့ဆိုတာလည်းဓမ္မတွေသိပါပြီဒီကိုယ်တော်ကြီးတို့ကဲတင်ရဒါဖြင့်အယူဇလည်းပဲရေရမြေရှာပေးတာလည်းဒီကိုယ်တော်ကြီးအယူပြောင်းကုပေးမှလည်းဟောဒါဖြင့်ဓမ္မတွေသူ့ရဲ့ပြတဲ့ဖုတ်ပံအဖုတ်တံပါလားဒါဖြင့်ဘတ်တော်ရီဖြစ်နေပြန်အိုသေးလေးလျှောက်တွေးလိုက်တာရှည်လုံးလို့ဟောလို့ကိုမကုံနိုင်ပြောလို့ကိုမကုံနိုင်တွေးလို့ကိုမကုံနိုင်ဖြစ်နေတာဒကာဦးကြီးလက်တဲ့အစ်စ်တိုင်းရှာကြဆိုတော့တတ္တဝါကိုလုံးတဲ့လက်တဲ့တိုင်းရှာကြဆိုတော့ဆိုပြီးကိုရမေကြီးကသဗ္ဗညုတဲ့ညာနဲ့ကြည့်လိုက်တဲ့အခါကျတော့ဘာတွေ့ပါလဲဝိဇ္ဇာနဲ့တဏှာလာတွေ့ဒါဖြင့်ဝိဇ္ဇာနဲ့တဏှာဒီတတ္တဝါတို့အားကိုယ်တည်းမျိုးမျိုးကိုလုံးတာသူပဲဒါဖြင့်တတ္တဝါတွေသူဖြတ်နှိမ့်နေပြီကိုပဲလက်တယ်တော့ငါဖမ်းပေးဖြတ်နှိမ့်နေပြီလေဒီပုဂ္ဂိုလ်တွေကိုယ်တိုင်ကျင့်အောင်ပေးဥမှတော်တော့မယ်ဆိုပြီးကြလား45ဝကာလပတ်လုံးကဖြတ်နှိမ့်နေပြီကျွတ်တို့အယူပြောင်းကြီးအကမ်းပြောင်းကြီးဒါလေး45ဝနေအောင်ညရောမနေမနာကျိုးစားလိုက်တာတကယ်ဒိဋ္ဌောတာနေယံဘုဒ္ဓဘောရိယံဆိုတဲ့အတိုင်းသူသိတယ်လို့သိရမှာသူလွတ်မြောက်တယ်လို့လွတ်မြောက်စေရမှာမလားဒီရည်ကြီးကသိမကောင်းလားအကိုရေတကာရကြံတဲ့ကိုတော်ကြီးမျိုးဟုတ်ပါရဲ့လားသူတကိုရေတကာရမကြံပါဘူးတဲ့ငါကုမြောက်တယ်လို့တတ္တဝါတွေကုမြောက်စေမှာငါအမြင်ရတယ်လို့တတ္တဝါတွေအမြင်ရစေမှာငါနိဗ္ဗာန်ကံကမ်းပေါ်မှာတက်လာမိချမ်းသာတာနေရတယ်လို့တတ္တဝါတွေလည်းဒီကိုကဲတင်မှာဒီစိတ်ထားကဘယ်တော့မှမပြောင်းဘူးပြောင်းရလားအမတ္တကျေးဇူးတော်ရင်ကြီးဆိုတာဓမ္မတွေပေါ်လာခိုင်းဒါဖြင့်ဓမ္မတွေကိုယ်ဖြစ်ကလေးနဲ့ကိုယ်သမန်အိုးလေးနဲ့ကိုယ်တိုက်ကလေးကိုယ်ရာလေးကိုယ်ကားလေးကိုခင်ဗျားတို့ကအဟုတ်ကြီးချင်မနေနဲ့နောက်ကတည်ခဲ့တဲ့ဘဝကောင်းကရည်သွမ်းရှေ့ကလည်းအဝိဇ္ဇာတဏှာမတည်လို့ရှိရင်ဖြင့်ဒီကိုယ်တည်မျိုးမျိုးဟာကိုယ်ပိုင်ပစ္စည်းစစ်ဖြစ်ရတယ်ဥမဲ့ဆိုတာလည်းငင်းနေဖို့လိုသေးတယ်ဒါဖြင့်ယခုချိန်ပဲအကမ်းပြောက်တရားအကမ်းပြောက်ဆေးနဲ့အယူပြောက်ဆေးပေါ်တဲ့အချိန်မြန်မြန်စွတ်တို့စားလိုက်တောက်လိုက်သုံးလိုက်ဆိုတာကိုဖြင့်ဒီကနေတိုက်တွန်းအခုချိန်မဲ့တိုက်တွန်းနိုင်နော်နောက်ကိုတွေးလိုက်မှကျုံလိုက်ပဲဆိုတာမျိုးတော့မဟုတ်လည်းနဲ့ကိုကတော့ဘယ်ကန်းဆိုင်လို့ဘယ်နေမှမသိပါဘူးဘယ်ကန်းဆိုင်ပဲလို့နေမှမသိပါဘူးဆိုတော့စဉ်းစားကြည့်ရမှာတော့လူဖြစ်ရခဲ့တယ်ဆိုတာသုံးကြီးတဲ့ကိုတကတက်ကနေပြီး၄000လောက်6000လောက်ဖြတ်လိုက်တယ်နော်အဲ့ဒီအပေါက်ကလေးတော့ခွန်းပြအဲ့ဒီပေါက်နဲ့တော်တဲ့အသာရိုးလေးတစ်ခုထွန်သံလေးတစ်ခုလုပ်ပြီးနှစ်ခုခွဲပြီးညှောလိုက်သမ်းပြဘယ်တော့ဒီပေါက်တဲ့ဒီထွန်သံလေးရှုပ်ဖို့ရမြင်သေးသုံးကြီးကလည်းလေလာရလွန့်ပါဗျာထွန်သံကလည်းလေလာလွန့်ပါ
အဲ့ဒါရနှစ်ခုဆုံးမိကြအကြောင်းမြင်ညွတ်ချင်းမြင်ညွတ်အောင်မကွာမင်းတို့ဒီလူကနောက်ထိုင်ရဖို့တော့ငါမမြင်ဘူးကွာဆိုတော့အဝိဇ္ဇာတဏှာချုပ်ဖို့ရရေးအသာထားစမ်းပါဦးလူဖြစ်ဖို့ရတော့ခင်းနေတယ်လူဖြစ်ပင်ကလည်းမနေ့ကယတ္တိ7ပါးတော့ဖြစ်နေတော့ဘာဆုံးကြအဲ့ဒီတည်းမှာဂျုံကြီးဂျုံဆုံကြီးဆုံပြီးလာတဲ့အခါခင်ဗျားတို့ကတာယသမီးစီပွားရေးနဲ့မျက်မြင်ကလေးတယောက်နဲ့တယောက်ပြန်ပြီးတဲ့ကာလနဲ့သူတို့ကတင်းနဲ့ချမ်းသာတယ်ငါလေးသိန်းလောက်ချမ်းသာအောင်လုပ်မှာပဲဆိုတာလေးဟာဒီယူဝါဒတွေကကြည့်အကုန်ချောင်းမှာဘယ်နဲ့နှခမ်းမဲ့ရင်မိမဟုတ်ပြီးအယူချင်းမြောက်နေတဲ့ဥစ္စာကိုအတည်ပြုလို့တကားအောင်တော်ပါမတော်ပါဘူးဆိုတာသေချာမှတ်ပါခိုင်းတာဖြင့်ဘုရားကပြောလိုက်ဩဝိဇ္ဇာနဲ့တဏှာကငါလက်တယ်တော့ဒကာဓမ္မတွေဒီသားမိတွေငါဖမ်းပေးနိုင်ပြီတို့တော့လေသူတို့ကငါအဝိဇ္ဇာတဏှာမချုပ်လို့ရှိရင်သူတို့ဘယ်လိုနေရမလဲဆိုတဲ့သဘောလေးသိအောင်ငါဆက်ပြောမယ်ဆိုပြီးအဝိဇ္ဇာနဲ့တဏှာဖမ်းပြီးဒါလေးချိတ်ထားပြီးတော့ဆက်ပြောပြန်တယ်ဒကာဦးနော်ဘယ်လိုဆက်ပြောပြန်တယ်ဦးလို့မေးတဲ့အခါကျတော့မြင့်မို့ဒီသမုဒ္ဒရာကြီးဟာဒီငါကောင်း၈000လေးတော့နဲ့တယ်ဆိုတော့ရေပြည့်ပေါ့ဗျာကျေလာတော့ဟိုဘက်ကန်းဒီဘက်ကမမြင်ရပါဘူးအဲ့ဒီရေတွေခန်းလျှောက်เสียရှိသေးတယ်အဝိဇ္ဇာတဏှာမချုပ်လို့ရှိရင်တတ္တဝါတွေအိုဟင်းနာပဲပြေသေးတယ်ဘယ်တော့ကုန်နေမယ်လို့ငါမမြင်ဘူးဒီရေရေနေတဲ့20 30 50ကျရင်ကုန်နေရေခမ်းသွားတာဘူးနေ50ကခေါ်ရတော့ဘာဖြစ်သွားအော်ရေခမ်းဖို့သူမြင်တဲ့အဝိဇ္ဇာနဲ့တဏှာမချုပ်သေးလို့ရှိရင်ဒီတတ္တဝါတွေကိုဘယ်တော့ဒုက္ခမျိုးစုံအကုန်ဆုံးပြီးလွတ်လပ်မယ်ဆိုတာနာမမြင်ဘူးကွာဒကာဓမ္မတွေဘယ်တော့ကြောက်ကြပါစဉ်းစားကြပါစဉ်းစားကြပါတော့သံဝေကရအောင်ဟောနေတာမဟုတ်ဖြစ်စဉ်ကြိုက်ပြောနေတယ်လို့မှတ်လိုက်သမ်းသံဝေကလားဖြစ်စဉ်ကြိုက်ကမှတ်တာဒကာအောင်တို့ဥစ္စာဘုန်းကြီးကသံဝေကရအောင်ပြောတယ်လို့ဒကာတက်အောင်နေတယ်ဘုရားအမြင်နဲ့အမှန်ပြောတဲ့အတွက်အမှန်နာနဲ့ထောင်ပြီးအမှန်ဆုံးတဲ့ချက်ချပြီးယုံလိုက်လို့ပြောသဘောပါတယ်ကွာတဲ့ဒီတို့ခင်ဗျားတို့သံဖို့ရတာသမုဒ္ဒရာကြီးတဲ့ရေဒါတကာအောင်သံဖို့မြင်တဲ့တို့ဥနာသိရှိလွတ်ဖို့အဝိဇ္ဇာနဲ့တဏှာသာချိုးအောင်မလုပ်လို့ရှိရင်ဥနာသိတွေအမျိုးမျိုးတွေ့ကိုရအသေးမျိုးမျိုးအနာမျိုးမျိုးအိုးမျိုးမျိုးအရှက်ခွဲမျိုးမျိုးငိုရုပ်ဖြစ်ခံမှာမျိုးမျိုးမြင်မျိုးခံမှာမျိုးမျိုးတွေမဆုံးဘူးတဲ့ဘယ်လောက်များကြောက်ချင်ပါဒါတဲ့တို့သတိထားပါနော်သတိထားပါဒကာဓမ္မတို့ဒီကြီးရပြောနေတယ်ဘာပြောနေပါလဲဒီကြီးဆုံးကိုပြောနေတယ်လို့သေချာဆုံးဖြတ်ချပါခင်ဗျားတို့ရရဘဝလေးနဲ့ချမ်းသာရေးပစ္စည်းလေးနဲ့တင်းတိမ်နေလိုက်ပါနဲ့ဘာမှမဟုတ်သေးဘူးဆိုတာအောင်းနေပါနောက်တွေ့ရမယ်ဒုက္ခတွေနဲ့ရှာတော့ဒါဘာဖြစ်လောက်လဲမဖြစ်တော့ပါဘူးဆိုတာသိသိချာချာတခါပြောမှတ်ဖို့ပေါ့ဗျာဒီပြင်လည်းမဒီမဟာဝိနည်းကြီးဆိုတာ2,400ဆုရှိတယ်ကွာယူဇနာပေါင်းနဲ့73万ပေါင်း2,400ဆုရှိတယ်73万ပေါင်း2,400ဆိုတော့တခါဦးနည်းနည်းတော့ဒုက္ခပါလားအမှန်ကြီးတဲ့ဒုက္ခလည်းမဆုံးနိုင်အပြင်းကျဲလိုက်တာကလည်းဘုဘသမုတ်ပြန်နဲ့ဒီဘက်သမုတ်ပြန်ကြားတယ်မြေကြီးတွေပဲနော်အဲ့ဒါကလည်းတိုင်းထွာလို့မဆုံးနိုင်တော့မှမများဘူးအဲ့ဒီမြေကြီးတွေတခါတည်းကြောက်ဖွယ်ရမြင်သေးတယ်အဝိဇ္ဇာနဲ့တဏှာမချုပ်လို့ရှိရင်မင်းတို့အိုသေးတွေဘယ်တော့ဆုံးနိုင်မှာလဲငါမဟောနိုင်ဘူးဒါတွေကြောက်ဖွယ်ရကရှိသေးတယ်ကွာတကဘာပြစ်တော့နေငါးနဲ့တော့မေးတော့အကုန်ပြောင်းတာပဲကွာအဲ့ဒါမြင်သေးတယ်ကွာမင်းတို့အဝိဇ္ဇာနဲ့တဏှာမချုပ်လို့ရှိရင်ဩနာတိဒုက္ခတွေဆုံးနိုင်မှာလို့ငါမမြင်ဘူးဆိုတော့ဩကြည့်ကြလားကြီးလားကြည့်ကြလားကြီးလားမျက်နှာလားကြီးလားဒီကြောင့်ဘယ်လိုသိလို့မှငြိမ့်နိုင်မှာမလို့ငြိမ့်တဲ့အခါကျအဟုတ်ကိုရယူပြီးအဟုတ်ငြိမ်းအောင်လုံးမပဲတောင်းမယ်ဆိုတဲ့စိတ်ပေါ်ပြအောင်ပေါ်ကြတော့မပေါ်ရင်တော့ပါကြက်ကြက်စဉ်းစားပါကြက်ကြက်စဉ်းစားပါဒီတရားရှိနေတယ်လို့အောင်းဝင်နဲ့ဘုရားကိုယ်တော်တိုင်ဟောတဲ့အတိုင်းဟောနေတယ်လို့ပဲသုံးဖြတ်ချက်ပါဒါလေးတော်တော်ရေးကြည့်နော်ကြည့်ကွာတဲ့ဒီငါကောင်း7,000လေးကအောင်းလေ7,000လေးကငက်တဲ့မျက်မှောက်တောင်ကြီးအပေါ်မှာလည်း7,000လေးကမြင်းနဲ့မင်းတို့တောင်ကြီးရကွာကြည့်ကြခန္ဓာသူကြီးကလည်းအမှန်တန်ထူပါပြီနဲ့အဲ့ဒါကြီးကပျောက်เสียပြက်เสียတော့ဖြင့်ကဘာပြက်ငါမြင်တယ်
မင်းတို့အဝိဇ္ဇာနဲ့တဏှာမချုပ်လို့ရှိရင်ဥပိ္ပနာဝေသေဝေနဲ့မင်းတို့ခွဲနေရလိုက်တယ်ငါမမြင်ဘူးဆိုတော့ဒါကြလွန်ကုန်ပြီအလုံးထိုးရတဲ့စီကြီးရဲ့သိကြတယ်ဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေမျက်မှောက်တောင်ပြောက်လေဦးမယ်ကျွတ်ဒုက္ခမပြောက်ဘူးဟောလိုက်တယ်သမုဒ္ဒရာရေအကုန်ပြောက်လေဦးမယ်ကျွတ်ဒုက္ခဆက်ပြတ်မယ်မဟုတ်ဘူးဟောလိုက်တယ်မြေကြီးတွေနှသိမ့်နေကောင်းဆိုရင်မြေကြီးတွေပျောက်ပြန်မြင်သေးတယ်မင်းတို့ဝိဇ္ဇာတဏှာမချိုးလို့ရှိရင်ဒုက္ခမျိုးစုံပျောက်လိမ့်မယ်လို့ငါမမြင်ဘူးဆိုတော့ဒါကတည်းအမှန်တန်ကိုကြောက်เสียကောင်းပါလားသဘောပါကြလားကြောက်เสียရင်ကောင်းတာပေါ်ကြအဲဒါကြောင့်ဒီတရားကိုသမဉ္ဇနာနဲ့မထောင်နဲ့တဲ့ဒါကြွယ်သတိပေးရဘုရားကိုယ်တော်နဲ့ဟောနေရတယ်ဒီလုံးတစ်ပါးရမှာဘုန်းကြီးတို့ကဆွင့်တဲ့ထားပြီးကြလားဟောတာမဟုတ်တော့တကယ်အမြင်နဲ့ဘုရားပြောတာကိုတကယ်တစ်စိမ့်ကပြောပြီးကြလားနေတော့တော်တော့ကြပြီတန်တော့ကြပြီဥရာလည်းဝခဲ့လောက်ပြီနာရာလည်းဝခဲ့လောက်ပြီသေရာလည်းဝခဲ့လောက်ပြီနောက်ကြမှာအိုမနာမသေးခြင်းမှနဲ့တော့မဆိုရဘူးသေရနာမျိုးနဲ့အခုခံခဲ့ရတာလေဘဝကောင်းကြီးတွက်နေရသူများဘုရားတဲ့အသက်ပြောက်ခဲ့ရတာဟောလူမသိသူမသိနဲ့ဒကာဓမ္မတွေအမေကောင်းကောင်းတဲ့ရင်တခါကလိုက်ရစပြီးမသာဖြစ်ခဲ့ရတဲ့ဘဝတွေဟောအဲ့ဒါတွေများတော့တော်တော့ပြီတန်တော့ပြီအဝိဇ္ဇာနဲ့တဏှာဖြင့်အဟုတ်ပြမှရတော့မှာပဲသူမပြတ်လို့ဖြင့်ဒီလေမျိုးဒီနာမျိုးဒီအိုမျိုးတွေဟာဘယ်နည်းနဲ့မှတို့ပြန်လူရေးတွေ့မမြင်သေးဘူးလို့ဘုရားကဟောထားတဲ့အတွက်ဘုရားအမြင်နဲ့ပြောသိကြတယ်တလုံးတစ်ပါးတည်းမှာမလွယ်အမှန်ကိုပြောတဲ့ကိုယ်တော်ကြီးဖြစ်နေတော့ဝိဇ္ဇာတဏှာတဲ့နိနေတိတာပြေးပါတော့ဗျာဒါအရေးကြီးဆုံးပါပဲဆိုတာတကယ်ပြောပေါ်ပေါ်လာဘူးလားဂိုင်းဒါဘူးလို့သမင်းရဲ့ဆရာသမားကောင်းပို့ွယ်လို့သမင်းညနဲ့ဒီဥစ္စာပြောနိုင်ကြမယ်လို့မဟုတ်ဘူးမလွယ်ဘူးဗျမလွယ်ဘူးတရားဓမ္မတို့တရားပြောသေးချာစဉ်းစားကြည့်မှမလွယ်မှန်းသိသေချာစဉ်းစားကြည့်မှမလွယ်မှန်းသိပါလေဂိုင်းဒါဖြင့်ဒီမလွယ်ဘူးကိုကွာတဲ့သတ္တဝါတွေဟာဝိဇ္ဇာနဲ့တဏှာမဆိုရင်မြေရင်းမြင့်ဖို့သမုဒ္ဒရာကြီးတယ်ကြောက်เสียရှိတယ်သူတို့ဒုက္ခတွေကြောက်မယ်မဟုတ်ဘူးမဟုတ်လားခင်ဘယ်နဲ့ကြောင့်မပြောက်ကြုံဆိုတာလေးဒကာဓမ္မတွေဆက်နာတော်နဲ့ငါဘုရားဟောမယ်ဘယ်နဲ့ကြောင့်မြေရင်းမြင့်ဖို့သမုဒ္ဒရာသာပြောက်ရတယ်သတ္တဝါတွေအိုသိနေဘယ်တော့မှမပြောက်တော့ဘူးဝိရဏလည်းတယ်ဝိရဏလည်းတယ်ဝိရဏလည်းတယ်ဒီလိုနဲ့ဒီပဲချိန်ကုန်လာခဲ့ကြတာပဲဘောပါဥနာတိဆိုတော့သေခံကြီးဒုက္ခတွေမနေဘူးဗျာဘယ်ရောက်ရဘဝကားလို့မင်းနဲ့မခွဲနိုင်လို့ဖြစ်ရတဲ့ဒုက္ခပိတွေဝတွေရောအမလေးမိမျိုးစုံတုံမလောင်ဘူးတဲ့မိများရှိသေးရဲ့အဲ့ဒါတော့အသေးဆိုးအနေဆိုးတွေနဲ့ဒကာအောင်တို့ကျုံခဲ့ရတယ်ရေတွက်နိုင်ဘုရုဒံပြန်ပြီးတော့ဒီလောက်တောင်အဆိုးတွေနဲ့ကျုံဆုံနေပါလိမ့်မလဲဆိုတဲ့အမေထုတ်ဆံဒါဖြင့်သူမချုပ်တွေ့ကာလတော်လည်းမဖြစ်တော့လူရင်းနဲ့သူရင်းလွန်ဝေးနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ကကျရှင်းလင်းသွားပြီဘယ်လိုများနေပြီလို့ဒါတော့ကောင်ကြုံရပါလိမ့်မလဲမေးဖို့မလိုဘူးအဝိဇ္ဇာနာရှိပြီဒီကရာနေတဲ့အတွက်အနေကတပည့်တွေကဘယ်လိုနေလို့ပါလိမ့်မလို့ဆိုတဲ့အမေးလေးကိုလည်းမင်းတို့မင်းမဲ့အတိုင်းမေးဝင်ရှိတဲ့အတိုင်းငါဘုရားဖြေထုတ်ပြီးဟောမကွာဆိုပြီးဘုရားကဆက်ဟောတယ်ဖြေထုတ်ပြီးကလည်းဆက်ဟောပြန်တဲ့ဓမ္မတို့ကြက်ကြက်လေးဆိုင်နားထောင်မှာခွေးတော်မရှိတယ်ကွာဒီကကြောပါတယ်ခွေးတော်မရှိတယ်တဲ့ခွေးတော်မို့ဥမာမလေးလက်မှပတ်လဲလို့ရှိတယ်တိုင်မြေထဲမှာသုံးဝေလာမရအောင်စိုက်ပြီးဒီကလာတည်းနဲ့ကြောက်ခဲတွေဝဲခဲပြီးဆောင်းထားလိုက်တော့ဒီတိုင်ဟာသမင်းညခွေးဒီကားလို့ဆိုလို့ရှိရင်ဘယ်လိုရုံးမရပါခွေးတော်မရှိတယ်ကွာအဲ့ဒီလေးလက်မှလောက်ရှိတဲ့တိုင်ကိုလေးလက်မှပတ်လဲလောက်ရှိတဲ့တိုင်ကိုစိုက်ထားခွေးလည်းပါမှာလဲခွေးလည်းပဲမှာလဲသေလည်းပဲကျူးကြီးခန့်ခံတတ်တာအဲ့ဒီလည်းပဲကျုံးနဲ့လည်းပဲကျုံးခွင်းတဲ့ဒီကလာကျိုးနဲ့ဝယ်ကွာချီချမ်းမရပြီးတော့တိုင်နဲ့တစ်ခါပြန်ဆက်ကွာဆိုတော့ဒီမှာလေးမျိုးမှတ်လိုက်တာပေါ့တိုင်ရဲ့ကျိုးရဲ့ခွေးရဲ့လည်းဖတ်ဘယ်နှမျိုးမှကြတိုင်ရဲ့ခွေးရဲ့လည်းဖတ်တယ်ဆိုတော့ဘယ်နှမျိုးရှိပါလေးမျိုးရှိတယ်လို့ဓမ္မတွေကပတ်ထားလိုက်တော့
ဒီဒါဥပမာဘုရားပြတော်မူတာနော်ဘုရားဥပမာပြတော်မူတာဒကာဓမ္မတို့သေချာစဉ်းစားပါလင်းမျိုးကဘယ်လိုပါလဲဒကာဓမ္မတို့တိုင်ရခွေးလေဘက်ကကျွေးသဘောကျကြပါလိမ့်မယ်တတ္တဝါတွေနေပုံကူပြမယ်ဘုရားကတတ္တဝါတွေနေပုံကိုဘယ်လိုနေကြတယ်ဆိုတဲ့ဥစ္စာပြနေတာနဲ့ဒါထုတ်တာနော်။ခိုင်းဒါဖြင့်ခွေးဟာစစ်တဲ့ပုထုဇဉ်တွေနဲ့တူကြတဲ့ပုထုဇဉ်ဝတ်ထဲနေတဲ့ပုထုဇဉ်နဲ့တူကြတဲ့ဗျာနော်။လေကတက္ကအရိရှိနဲ့တူကြတဲ့ကျိုးဟာတဏှာနဲ့တူကြတဲ့သဘောကျခွန်းကစိုက်ထားတဲ့တိုင်ကြီးဟာခန္ဓာ၅ပါးနဲ့တူကြတဲ့ဒါသတိထားပါဓမ္မတို့จิตတို့ခင်ဗျားတွေနေခဲ့တဲ့ဖြစ်စဉ်အခုနေတဲ့ဖြစ်စဉ်ရှေးကနေခဲ့တဲ့ဖြစ်စဉ်ဒီကကြွေဒါအနမတေကတန်ရုပ်လို့ခေါ်တယ်နော်အနမတေကတန်ရုပ်ပါဠိတော်လို့ခေါ်ပါတယ်ကြက်ကြက်သိထားပြီးနားထောင်ပါခန္ဓာ၅ပါးအတိုင်းနဲ့တူတယ်ဒီကသစ်တို့ပါတယ်တိုင်းနဲ့ခေါင်းကကျိုးနဲ့ကျိုးကလောဘနဲ့တဏှာလောဘနဲ့တူပါတယ်လေဘက်ကဒိဋ္ဌိနဲ့ခွေးကဝတ်လင်ဒီကျတော့ဝတ်တောင်းတာပြီးဝတ်သေးလင်နေတဲ့ပုထုဇဉ်နဲ့တူတယ်တပည့်ကြခွေးကပုထုဇဉ်ပေါ်ဗျာသူဝတ်လင်နေတဲ့ပုထုဇဉ်နော်လေဘက်ကဘာနဲ့တူဒိဋ္ဌိနဲ့လက်ကာရိဋ္ဌိပေါ့ကျိုးကဘာနဲ့တူစိုက်ရတဲ့တိုင်ကြီးကဘာနဲ့တူဒါဖြင့်ဒကာဓမ္မတို့တန်နဲ့ခရီးတဲ့ခွေးနဲ့တူတဲ့ပုထုဇဉ်တွေကားလဲဆိုလို့ရှိရင်လေဘက်ကလည်းချုပ်မရဘူးကျိုးကလည်းခိုင်မြဲပြီးကြတာနေတော့ဒီခွေးတွေကားလို့ဆိုရင်ဒကာဓမ္မတို့ဘယ်လိုပဲနေစားရတယ်ဒီတိုင်ကြီးမှာပဲစားမယ်ဇက်ပြေးပြန်တော့ကျိုးတစ်ပတ်အစုံဒီတိုင်ပဲလက်ရသေတော့မွေးတော့ဒီတိုင်းမွေးပြီးဒီတိုင်းသေတော့ဘယ်ချိန်မှသူ့မှာလွေကျွေပါသေးသဘောပါခွေးဖြစ်စဉ်ကပြန်တော်ဆိုးနေဒါကြွေခွေးဖြစ်စဉ်ကပြန်သိုးဘူးလားစားရတယ်ဒီတိုင်ကြီးရင်အိတ်တော့တိုင်ကြီးရင်နေတော့သိတော့ဒါနဲ့ဘယ်တော့မှတိုင်လည်းမကျိုးကျိုးလည်းမပြတ်လေပါလည်းမပြုတ်ဒါပြန်တိုင်လည်းမကျိုးကျိုးလည်းမပြတ်လေပါလည်းမပြုတ်ဆိုတော့တတ္တမယာလုံးကဒီလိုနေခဲ့ကြတာသဘောကျတိုင်းဒါကဥပမာနဲ့ပါပြတော့ဥမေးရတယ်ဆက်ကြပါအောင်ဆိုကျွတ်တို့ခန္ဓာပေါ်ရအောင်ဆက်ကြပါအောင်ဆိုကျွတ်တို့ကပုထုဇဉ်တွေဖြစ်နေတယ်နော်ပုထုဇဉ်တွေဖြစ်နေတော့ငါကိုငါဟာဆိုတဲ့လေပါကြီးကလည်းကျွတ်တို့မှာတွယ်ရက်တက်ရက်ဆွေ့ရပြီးဖြစ်ဒီခန္ဓာကြီးကငါကိုငါဟာပဲလို့မထင်ကြဘူးငါမထင်နဲ့ငါမကြည့်နဲ့ဘူးဗျခွင့်ပါတတ်ထားတယ်နဲ့ဒီပါလေလေဘတတ်ထားတော့ဒီလေဘတတ်ထားပြန်တော့ဝတ္တပုထုဇဉ်မှာသက္ကာရိတိလေဘကြီးတတ်ထားပြန်တယ်ပုဂ္ဂိုလ်ကိုခင်ရလားတော့မေးပြန်တော့ခင်တယ်ဆိုတော့ခင်တဲ့ကျိုးလေးရတယ်ပေါ်လာပုဂ္ဂိုလ်ဆိုတာဘယ်လိုပါလဲနော်ဆိုတော့ခေါင်းနဲ့ခြိထားတဲ့တိုင်ကြီးကခန္ဓာ၅ပါးကိုအဲ့ဒီခန္ဓာ၅ပါးကိုပုဂ္ဂိုလ်ကိုခင်တဲ့ကျိုးနဲ့ကိုတွဲမလို့ဒါရင်ဝတ္တနိတိကပုထုဇဉ်ဒီဝတ္တပုထုဇဉ်ဒီကားလို့ဆင်ဖြင့်ငါ့ကိုငါဆိုတဲ့ဒိဋ္ဌိလည်းပါကျိုးကြီးကလည်းဘယ်ဘဝမှမပြုတ်ခဲ့ကိုယ်ကိုခိုးခင်းတဲ့ခန္ဓာကလည်းဘယ်တော့မှမပြတ်ခဲ့ဒါဖြင့်ဒီတိုင်ကြီးဟူသောခန္ဓာ၅ပါးနဲ့ဒီကျိုးနဲ့ဟာလည်းဘယ်တော့မှအဆက်မပြတ်ခဲ့ဘူးပေါ့ဗျာသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာပြတ်ခဲ့တယ်ဒါဖြင့်ခန္ဓာ၅ပါးဤဟူသောတိုင်ကြီးကိုခင်းနေတဲ့ခန္ဓာကြီးသောကျိုးနဲ့ငါ့ကိုငါခင်းနေတဲ့ဒိဋ္ဌိလည်းပါကြီးနဲ့ဒီတိုင်လက်ပါပြေးနေတဲ့ခွေးဟာခွေးတွေခွေးနေပြီးဒီကလာကျိုးဆုံးနဲ့ပဲအသက်ဆုံးရရှာသလိုကျွတ်တို့ခင်ဗျားတို့နဲ့ဒီခန္ဓာတိုင်ကြရဲမှာခေါင်းရှင်းပြီးသိခဲ့တဲ့ဘဝကြီးပဲခန္ဓာခင်ရမင်းရနဲ့ပေါ့ဗျာကြောက်เสียကောင်းလိုက်တဲ့ဒကာဓမ္မတို့ပေါ်ကြလားဒါဖြင့်ခန္ဓာ၅ပါးတိုင်ကြီးမှာသမုဒိယကျိုးမပြတ်ခဲနဲ့လေဘဒါနနဲ့ကဒီတိုင်ကြီးမှာသိခဲ့ရတဲ့ဘဝကြီးပဲ
ဘယ်တော့မှဒါဖြင့်ဒီလေးကဘယ်တော့မှသက္ကာရဒိဋ္ဌိမပြုတ်ဘယ်တော့မှတဏှာမချုပ်ဘယ်တော့မှခန္ဓာ၅ပါးဒုက္ခသစ္စာမချုပ်သိမ်းခဲ့မယုတ်သိမ်းခဲ့ဆိုတဲ့အဓိပ္ပာယ်ရှင်းလင်းသွားပေါ်ကြဒကာရမကိုကျွတ်ဖြစ်ရှင်သိပါဘူးခွေးတိုင်ကြီးမှာကျိုးမပြလဲပါမပြုတ်ခွဲနဲ့တိုင်လက်ပါပြေးပြီးတိုင်ကြီးမှာသေတိုင်ကြီးမှာစတိုင်ကြီးမှာဝုတ်ပြီးတိုင်ကြီးမှာအယုတ်ထုတ်သွားချင်ဖြစ်ပြင်ပြေးနိုင်နေရဲ့ဒီမှာလည်းဘုရုဇင်နဲ့နောက်ဘဝတိုင်းခန္ဓာ၅ပါးတိုင်ကြီးမှာသမှုတရားကြီးဆိုခင်ချိုးနဲ့ငါကငါအထင်နဲ့လေပါကြီးမပြုတ်ခွဲနဲ့ဒီဘုရုဇင်ကဒီတိုင်ကြီးမှာလက်ပတ်ပြီးသေးတာပဲဒီမှာပဲသေးတာပဲဆိုတော့ဩဒုဖြစ်တွေဟာဒီလိုပါလားဆိုတာပေါ်လာတယ်ပေါ်လာတယ်ဟုတ်လားခိုင်းတကားတော့ခန္ဓာ၅ပါးကြီးတော့တိုင်ကြီးမှာကိုယ်ခင်းတဲ့တဏှာကြီးတော့ကျိုးနဲ့ချီထားကိုယ်လိုထင်းနေတယ်လေပါကျိုးကြီးနဲ့ပုထုဇဉ်တန်မြတ်ခီးတယ်ပုထုဇဉ်နဲ့လည်းတွဲရခြင်းမလေဘူးလားဆိုတော့၅ပါးနဲ့သူဖွဲဘူးသေးရဲ့ခွဲလို့ရင်နိဗ္ဗာန်ရောက်မှာပေါ့ဗျာအခုတော့မခွဲတော့ခန္ဓာ၅ပါးကြီးတော့တက္ကရာတိုင်ကြီးမှာသမုဒိယကြီးတော့ကျုံးပြခွဲနဲ့ငါကငါဟာဆိုတဲ့ဒိဋ္ဌိလည်းပါကောင်းမပြုတ်ခွဲနဲ့ခွေးတွေခွေးနေခဲ့ရတယ်ကွာဘုရားဟောရင်းနေလားဘယ်လောက်ဆိုးရတယ်ဆိုတော့ပေါ်ကြတယ်ဒကာကျွဲတို့ဒကာအောင်တို့ဒီညီမျိုးဟာမဆိုးလိုက်နောက်တစ်ခါနောက်ဘဝကျပြန်တော့ဒီတိုင်းနဲ့ဒီကျိုးဒီလည်းပါနဲ့ဒီတိုင်းကြီးဝုတ်ပြီးနေဒီတိုင်းကြီးပြေလိုက်ကြတယ်ဘယ်တော့တိုင်ကျိုးပြီးဒီကလာကျိုးပြပြီးလည်းပါပြုတ်တယ်လို့ပါဘူးရဲ့ဘယ်တော့မှလည်းဒိဋ္ဌိမချုပ်ဘူးပေါ့ဗျာဘယ်တော့မှလည်းနာမချုပ်ဘူးဘယ်တော့မှခန္ဓာချုပ်တဲ့နိဗ္ဗာန်ကိုလည်းမရောက်ဘူးဒီနိဗ္ဗာန်မရောက်ဘူးလားဒကာကျွဲသေသေးချာချာမှတ်စမ်းပါဩအနေဆိုးနေခဲ့ရတာမို့အသေးဆိုးကြီးပါလားနော်ဆိုတာကိုတွေးကြည့်စမ်းပါနေတဲ့ခါပဲလို့နေခဲ့ရသေတဲ့ခါကျတော့ဒကာဓမ္မတွေကျွတ်တော့နောက်ကတွေမြင်ကြတယ်ဘယ်လိုနေခဲ့ရပါလဲတိုင်းကြီးမှာလက်ပါပြီးပြင်းနေနေဆိုးပေါ့ဗျာလက်ပါပြုတ်ကြလားငါကငါမှပြုတ်တော့ငါကငါကလက်ပါကိုဗျာမကိုခင်းနေတဲ့တဏှာရောပြတ်ပါရဲ့လားဒါဖြင့်လက်ပါလည်းမပြုတ်ကျိုးလည်းပြခန္ဓာကိုယ်ဒီတော့ခေါင်းကလေးပါလေတိုင်ကြီးနဲ့ဒီခန္ဓာ၅ပါးတိုင်ကြီးနဲ့လည်းခွဲလို့ရကြတယ်မရတော့ဒီခန္ဓာနဲ့ဒီခန္ဓာ၅ပါးတိုင်ကိုဒီတဏှာကခင်ပြီးဒီကလာဒီဟာကြီးငါ့ကိုငါထင်းနေတယ်လေပါကြီးကလည်းမပြုတ်ခဲနဲ့တိုင်ကြီးလက်ပါပြီးတိုင်ကြီးဝတ်တိုင်ကြီးချင်းကြီးဆွတိုင်ကြီးမွေးတိုင်ကြီးသေးသဘောကျအကောင်းကိုပါရဲလားခိုင်ရှိညာဘယ်လိုများနေကြကြတုံးဆိုတော့ဒီရတယ်လေပါလည်းပြုတ်ချင်ပါတယ်ဗျာကျိုးလက်ပြချင်ပါတယ်တိုင်ရဲ့ကျုပ်ပြီးခါလဲလွတ်ရတာပေးပါတော့ဆိုတဲ့အိဗယ်လျှောက်ထားဖို့အချိန်ရတကားကျွေးသေးချာရမရသေးဘူးလားအဖြစ်ကဖြင့်ဒကာရမတို့ခေါင်းကကိုရောမြတ်ကြီးစိတ်ထားမှုဒီကိုရောမြတ်ကြီးကငါကူးမြောက်သလိုကူးမြောက်စေရမယ်ငါသိသလိုသိစေရမယ်ငါချမ်းသာသလိုချမ်းသာစေရမယ်ဆိုတဲ့စိတ်ထားကမပါဘူးဆိုရင်ကျွတ်တို့လေဘဖြုတ်ပေးမယ်လို့လည်းမပါပါဘူးကျိုးပြပေးမှပုဂ္ဂိုလ်တိုင်ချိုးပေးမှပုဂ္ဂိုလ်ဘယ်လောက်ညံ့နေလားဒါဖြင့်တိုင်ကြီးရဲမှာကျုံးပြဖဲနဲ့လေဘကြီးနဲ့သေခြင်းတို့သေနေတဲ့ဘဝကြီးပဲလို့ဆုံးဖြတ်ချက်ချလိုက်ပါတော့ဗျာဘယ်လောက်ညံ့နေနာတယ်ဆိုတာကကျွတ်ပေါ်လားခိုင်းဒါဖြင့်ဒကာအောင်တို့ဒကာတက်တို့ကအကြည့်ကျစဉ်းစားရတော်ပြီတမ်းကိုယ်ပေကြောင့်ကိုနေကြောင်းကိုကောင်းကောင်းသိပြီနောက်ကဘယ်လိုနေခဲ့တယ်ဆိုတာသိပြီဒီဘဝတခါစဉ်းစားပြန်တော့လေကိုယ်ခန္ဓာကြီးကိုကိုခင်တဲ့တဏှာကလေးရှိရတော့ဒီဘဝနဲ့ဒီတိုင်ကြီးနဲ့ပါပဲခန္ဓာ၅ပါး၄ပါးလည်းတိုင်ကြီးနဲ့ပဲခင်တဲ့ကျိုးကတော့ငါ့ကိုငါတော့ခင်ရတယ်ငါ့ကိုငါလည်းခင်တယ်လေဘက်ကပြုတ်ကြတာဒိဋ္ဌိလေဘက်ကလည်းမပြုတ်တော့ပုရိသေမိုက်ပဲရှိနေသေးတယ်ဒီဘဝမှာလည်းဒီတိုင်နဲ့ဒီကျိုးဒီလည်းဘာမပြုတ်သေးတဲ့ပုရိသေမိုက်ကျွတ်တို့ဖြစ်နေသေးတယ်မဆိုနိုင်ဘူးလားစဉ်းစားပါဒကာဓမ္မတွေဒီဘဝမှာလည်းတိုင်ကျိုးပြီးတိုင်ကျိုးကျိုးပြလည်းဘာပြုတ်ပလားလို့မေးတဲ့အခါအရှင်ဗျာတပည့်တို့အခုမှဒီတရားကြတယ်ဘယ်လိုတိုင်ကျိုးရမလဲဘယ်လိုကျိုးပြရမလဲဘယ်လိုလည်းဘာပြုတ်ရမလဲဆိုတော့နီးကိုမရသေးပါဘူးခင်ဗျာလို့ပြောလို့မရှိဒီတောင်းသားနဲ့ပဲအခုရှိတာလေးတယ်လို့ပဲပြောရမှာမဆိုနိုင်ဘူးလားတဲ့ရင်းနဲ့နာနေပါလားဒါတပ်ပြင်တဲ့ညာနဲ့ကြည့်ပြီးပြောလိုက်တော့တလုံးမှမပြောဘူးဝဲကြလားဟောတရားဓမ္မတို့
တရားမဝဲရတယ်ကျွတ်ဖြစ်စဉ်တွေပြောနေရတာနဲ့တဏှာရည်နိုင်သုံးမှနှီးပါမယ်အဖြစ်ဆိုးကိုပဲကိုယ့်ဟာကိုမသိသေးဘူးအရတော်တယ်ပဲအောင်းနေနေသေးတော့ဒီဖြစ်ဆိုးဇာသိမ့်ပါမယ်ဆိုတဲ့စိတ်ကလေးမပါအောင်လို့ဘုရားဟောနေချင်တယ်ခန္ဓာ၅ပါးအတိုင်းကြီးနဲ့တူတယ်ကိုယ်ခန္ဓာကိုယ်ခန္ဓာတဏှာဘာနဲ့တူတယ်ကျိုးတယ်တူတယ်ဆိုတဲ့ခန္ဓာနဲ့ကျိုးနဲ့ဆက်နေတယ်ကိုယ်ကိုငါ့ကိုငါလို့လည်းသင်နေတယ်သင်ရတဲ့ဒိဋ္ဌိနေဘူးလားဒိဋ္ဌိဆိုလည်းဘက်ကဖြစ်ကြလားမဖြစ်ဘူးတော့ကျွတ်တော့ဘုရားရှင်ဝတ်သေးတယ်နေမှာတိုင်ရက်ပါပြေးနေမဲ့ဝတ္တပုဂ္ဂိုလ်ဝတ်လည်းပါဝတ်လည်းနေမဲ့ပုဂ္ဂိုလ်ပဲလို့ဆိုရင်ပေါ့တိုင်ရက်ပါပြေးမှာပဲဗျဒီပြင်ပြေးကြရှိရဲ့တိုင်ရက်ခိုင်ကမှာပြီးနေကျိုးကလည်းခိုင်ကနဲ့ကျိုးနဲ့လက်ပါကြီးကလည်းထူတတ်တာနဲ့ဆိုတော့ဘယ်တော့မှမပြတ်တော့ဒီတိုင်နဲ့ပါပြေးပြီးတိုင်ပြေဝန်းဝဆင်းပေးလိုက်ရုံမရှိသေးနောက်တော့မှဘယ်လိုနေခဲ့ရလဲဆိုတော့အိုတိုင်ပြေဝန်းတိုင်ပြေပြီးလက်ပါဘယ်တော့မှမြစ်ခဲ့ဘူးကျိုးဘယ်တော့မှတိုင်ဘယ်တော့မှကျိုးမထွက်တော့ဘူးဘလောက်အနေဆုံးနေခဲ့ရတယ်ဆိုတာဖြင့်ပေါ်တော့ပါပြီပေါ်ရလေဦးလားအဲ့ဒါကြောင့်ဓမ္မတို့ဒီနေမျိုးကြီးနေခဲ့ရတယ်ဆိုလို့ရှိရင်ဩတို့ကဇုံလုံးကမသိလို့အယူမသိလို့ဖြစ်နေတာအခုတော့ပြန်ဘုရားကဟောလိုက်လို့ကိုနေခဲ့ရတာတိုင်ကျိုးရှိပြီးလေပန်းပြုတ်ခွင်းနဲ့တိုင်လက်ပတ်ပြင်းနဲ့တန်လေးကခရီးတယ်ခွေးဥပမာဘုရားကပြပြီးဒီကလာထားတော့ဒီလိုနေခဲ့ပြီဒီလိုပဲသိခဲ့ရတဲ့ဘဝတွေကိုဆိုတာကအောင်လို့ကောင်းကောင်းရိပ်နေသဘောပါကြလားဒါဖြင့်ဓမ္မတို့တိုင်ကျိုးကိုလည်းจิตတို့အရေးကြီးတယ်ကျိုးပြတ်ဖို့လည်းလေပတ်ပြတ်ဖို့ဓမ္မလွတ်လိုက်ရတော့ဘောဗျာဓမ္မလွတ်လိုက်ရင်နေလေရေးကြည့်ကျိုးတစ်ဆုံးပါခင်ဗျားတို့အခုဒီတရားနာလာကြတာကျိုးတစ်ဆုံးလာတာကျိုးတစ်ဆုံးလာတာကျိုးတစ်ဆုံးလာတာတဲ့ဓမ္မတို့သဘောကျကိုယ်သမုဒ္ဒရာဆိုတဲ့ကိုယ်ခန္ဓာနဲ့ကျိုးတစ်ဆုံးတော့ဒီနေ့ဒီလောက်ကတော့ပွားနိုင်ကြနိုင်ပါသေးတယ်ဆိုပြီးလာတာဟာမပြန်နိုင်တော့ဘူးဆိုတော့သွားပြစ်ပါဩလာကြတာခင်ဗျားတို့ကဝမ်းသာရတော့မလို့ဝမ်းနေရတယ်လို့ကျိုးတစ်ဆုံးတော့လာကြတာလေဘက်ကပြုတ်ပါရလားလို့ဆိုတော့မပြုတ်လို့ဘောဗျတော်တော်ကြာတရားဝဲသိနေဆိုလို့ချင်းဆောင်းဆိုပြန်သွားတာလေဘက်ပြတ်ကြလားတိုင်းကအမျက်စိုက်ထားတာတိုင်းကလည်းကျိုးရလားလို့မေးပြန်တော့မကျိုးခန္ဓာကိုယ်ခန္ဓာ၅ပါးတိုင်းကလည်းမကျိုးသာပိခန္ဓာ၅ပါးတိုင်းကလည်းအဲ့ဒီမကျိုးတဲ့တိုင်းကြီးမှာသင်ရိုးရီသောသမုဒ္ဒရာနဲ့ငါ့ကိုငါအခြင်းနေတဲ့ဒိဋ္ဌိရဲ့ပါကြီးနဲ့သွားလာနေကြတဲ့ပုဂ္ဂိုလ်ကြီးဒီနေ့တော့တိုင်ကြီးကိုယ့်အိမ်ကိုယ့်ရာဆိုတဲ့တိုင်ကြီးပြန်လာတယ်။ဘယ်လွတ်လိုက်ဒီတိုင်ကြီးပြန်လာဘယ်လွတ်လိုက်လဲကောင်းတယ်အရှိလွတ်လိုက်ရင်နောက်လွတ်လိုက်တယ်နောက်လွတ်လိုက်တောင်းလွတ်လိုက်ပြန်အချက်ရင်ညာနဲ့လွတ်လိုက်ဆိုတဲ့တိုင်ကြီးပြန်ရောက်တကယ်ဆွဲလိုက်ကြိုးပါလားကျိုးဆုံးပြင်းနေတာကိုနေတော့ဒီနေတိုင်ကြီးပေါ့ဗျာပြီးတော့ဒီခန္ဓာ၅ပါးတိုင်ကြီးသာခန္ဓာ၅ပါးမိမိခန္ဓာ၅ပါးအတူတူပေါ့ဗျာအဲ့ဒီတိုင်ကြီးဝိတိုင်ကြီးတွေတိုင်ကျိုးဆုံးပြေးဆိုတဲ့ဥစ္စာကျွတ်လို့နေခဲ့တဲ့နေရာဒီနေပဲဒါကြောပေါ်လားဒကာဓမ္မတွေခင်ဗျားတို့ပြောတာနားထောင်ကြည့်ရင်သိပါတယ်တရားပွဲလေးကျုံအောင်ဆုံးအောင်မငန်းအထုတ်ခဲ့ရတယ်ဗျာအမှန်တခါလေးကြောက်သေးတယ်တရားပွဲလေးချိန်ကြီးကိုမနှင်းအထုတ်ရတာဗျလွယ်တာမဟုတ်ဘူးမနှင်းကိုတိုင်ရနေပြီးကျိုးဆုံးပြေးမဲ့ဥစ္စာပဲတိုင်တော့ရင်ဝတ်တယ်မဲ့စိတ်ကူးတို့ကျိုးလေးရှည်တော့ခရီးသွားပြီးကြလားသွားရရုံဆိုတာတော့မနှင်းရုံလေးရတယ်ဆိုတော့တိုင်ကြည့်ကိုဖာမရဘူးမနှင်းရုံလေးရတဲ့သဘောတွေကမသုံးဘူးလားဒီနေ့မနှင်းထွက်ခဲ့ရတယ်ဗျာဘာကြောင့်လို့အိုးဟိုတိုင်ကြီးနဲ့ရုံမရလို့ရင်းပြီလားဒီအိဗယ်ပဲတည်းဘာမှမရှိဘူးသဘောကျကဲရုံးရတဲ့အခါကျတော့မင်းကျိုးပြထွက်လာခဲ့တာလားလို့မေးတော့ပြန်အောင်မဲ့ပြသွားတယ်ပြန်မဲ့ပြဆိုတော့ကျိုးဆုံးရင်ပြေးနိုင်လို့ကျိုးစီရဘူးပြန်တိုင်စီရပြန်လှည့်မလှည့်ဘူးလားဒါပုထုရှင်ဝိတ္တကုဝိတ္တဓမ္မကတော့ကျိုးဆုံးပဲဒါဖြင့်ဒကာဓမ္မတွေခင်ဗျားတို့ဒီဘဝလူတွေတို့ဟံပို့ပြီးခါကမိတ်ဆွေတင်ကြတွေကဘိုးလိုက်ကြဆွလိုက်ကြတဲ့အခါကြတယ်လေစဉ်းစားကြည့်တော့ဒီခန္ဓာကြီးတော့ပြန်ဆွလိုက်ပြီဟိုဘဝကြတာရရခန္ဓာမှာတခါတည်း
တိုက်ဆိုင်တယ်မှာရောက်ရကျိုးနဲ့ရောရောက်ရလေပါကြီးနဲ့ကိုပေါ်မလားတိုင်ကြီးမွေးတိုင်ရင်သေးမလို့လုံးပြန်ပြီဒါပဲရှိတယ်ဒီမှာရှိသေးတယ်အဲ့ဒါခင်ဗျားတို့ကကိုတိုင်နဲ့ကိုမချိုးနိုင်တော့သာသမီကြီးနဲ့တိုင်တွေကိုလည်းတခါလက်ပတ်ချီပြီးပြေးနေပြန်တော့ဒီခွေးတော့မိုက်တာတော့ရှာမတွေ့ဘူးသဘောပါလားအမှန်မဆိုးပါဘူးလားဒါကြွေညာရောက်ပလားတခွင်းကြီးကဟောတာလားဖယားကဟောတာဖယားကဟောတာဖြစ်နေတော့ဩတရားဓမ္မတို့ခင်ဗျားတို့ဒီတရားဘုရားသိမ့်လိုက်မှတော့ကြောက်เสียကြီးဘယ်ပြန်ကြမ်းတိုင်းကြီးပြန်မှာဗျဘယ်ပြန်ကြမ်းအခုလာတာကခင်ဗျာလွတ်လွတ်လာကျိုးဆုံးလာခဲ့တာဟင်းခက်ကောဗျခင်ဗျားတို့လေဘနာပြုတ်ခဲ့ကြရလားဆိုတော့ငါရင်ငါပြန်မယ်လို့ပြောရဲကွာလေဘပဲပြုတ်ပြုတ်သေးရဲ့အဲ့လောက်တောင်ကျတော့လေဘမပြုတ်ခဲနဲ့ထွက်ခဲ့ရတယ်ကျိုးဆုံးကလွတ်လိုက်တယ်နောက်ဆုံးမဲ့ဒီနေ့ကျတော့တိုင်းကြီးကိုပြန်ပြီးဆက်ရတော့တယ်ဆိုတာလည်းညင်းလို့လိုသေးလားဒါဖြင့်ဘယ်ဘဝမှာဆိုဒီလိုသိခဲ့တယ်ဆိုတာတော့ပေါ်လာဒါဖြင့်ခန္ဓာ၅ပါးတိုင်းကြီးသမုဒိယတိလို့ကျိုးဒိဋ္ဌိလို့လည်းပါကြည့်နဲ့ဝတ္တပုရိသေပုဂ္ဂိုလ်ဟာဒီတိုင်းကြီးလည်းပြင်းနေတာပဲဆိုတာမှတ်လိုက်တော့သဘောပါကြခိုင်းဒါဖြင့်ခင်ဗျားတို့အသက်လားတဲ့ပြင်းနေကြလို့သိနေကြလို့လားလို့မေးလိုက်ရင်ဘယ်နဲ့ဖြစ်ကြဒါကိုပဲကျေနပ်ကြတော့မလားခွေးတွေသေးတယ်လို့ကျေနပ်ကြတော့မလားလို့ဒီကကျေမေးရင်လည်းပြောပါမကျေနပ်ထိုက်ဘူးဒါကောင်ကျေနပ်ပါအခုလေဒီရင်သက္ကာရိမပြတ်သမုဒိယရီတော့ကျိုးလည်းမပြတ်ဘူးဆိုတော့သက္ကာရတိုင်ကြီးလည်းမကျိုးတော့ဘူးဆိုလို့ရှိရင်ဖြင့်ဩဒီတိုင်ကြီးမွေးဒီတိုင်ကြီးသိဒီတိုင်ကြီးကျင်းကြီးဆုံးဒီကဒီတိုင်ကြီးနဲ့သမင်းစားလို့မရှိဘူးဟုတ်ဘူးလားဘယ်လောက်များဆိုးတယ်ဆိုတာပေါ်လာကြဒါရင်တရားဓမ္မတို့ဒီလုတ်တွေကလို့ဆိုရင်တသံမြေအောင်နေကြတဲ့အလုပ်မှန်တကားကျွဲပိုင်ပိုင်နေသိလားသဘောပါကြအမတန်ရေးကြည့်နေပြီနော်အမတန်ရေးကြည့်နေပါပြီတဲ့ကိုယ်နေကိုနောက်ဆုံးမှဘယ်လိုနေခဲ့တယ်ဆိုတာဖြင့်အခုတိုင်းနဲ့နော်ခန္ဓာ၅ပါးတိုင်ကြီးမှာကိုယ်ခန္ဓာကိုယ်ထင်တဲ့တဏှာနဲ့ခြီးပြီးကြလားကိုယ်ခန္ဓာတကယ်ထင်တဲ့ဒိဋ္ဌိလေပတ်ကျိုးနဲ့ဘုဒ္ဓဆရာအမိုက်သားကြီးတိုင်ကြီးလှည့်ပြေးနေတယ်မှတ်လားဘယ်လိုမှတ်ကြလဲခန္ဓာ၅ပါးဘာနဲ့တူလို့တိုင်နဲ့တူကိုယ်ခင်းတဲ့တဏှာကဘာနဲ့တူကိုယ်ငါ့ကိုငါထင်နေတာကဘာနဲ့တူဒါဖြင့်ခန္ဓာ၅ပါးတိုင်ကြီးမှာကျိုးရည်ဟူသောတရားနဲ့လေပတ်နဲ့ကဆဲကြီးဆိုတော့ဒီခန္ဓာ၅ပါးတိုင်ကြီးမှာလက်ပတ်ပြေးနေတယ်နေလည်းဒီနေရာပဲသိရောသွားပြန်ကျိုးဆုံးတခါကျိုးပဲလို့ပါလေသွားပြန်ကျိုးဆုံးတော့မှကျိုးများရှည်နေတဲ့ခါကြလို့ရှိရင်ကျိုးရှည်တဲ့ခါကြလို့ခင်ဗျားတော့မသွားဘူးဖေးသိကြလိမ့်မယ်ဆိုမသွားတော့ပါဘူးဘာလို့ကျိုးဆုံးသွားမှဆိုလို့သဘောကျရက်သိရှည်နေမှာလားဆိုရင်လည်းရက်သိရှည်နေဟုတ်သေးပါဘူးဒီဥစ္စာမဟန်သေးပါဘူးမတော့ကျိုးနဲ့ဥစ္စာခွဲသွားတော့နင်းရက်ရှည်မယ်ဆိုသွားခဲ့ကြသဘောပါအရှင်းရှင်းရှင်းလေးဟိုတိုင်းနဲ့ရှိတယ်ဆိုတော့ဟိုတိုင်းဝဲရမယ်ဆိုတော့သွားတယ်သဘောကျဟိုတိုင်းနဲ့ဟိုကျိုးနဲ့ဝဲရမယ်ဆိုတော့ဟိုဘက်မှာဒီတဲ့လမ်းလေးရှိတယ်လည်းသွားတယ်တာပါပဲဒါကတော့တိုင်သေးချာပြီးတခါလှည့်တယ်နာဟုတ်ရသဘောပါလားဒါဖြင့်ဓမ္မတို့မိုက်ချက်အသက်ရှည်တာဘယ်လောက်ကြာတော့ဆိုလို့ရှိရင်ပြောစရာတွက်ခဏတွက်ပြနိုင်မှာဘယ်လောက်ကြာခဲ့မရင်မနိုင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ကကြောမရှင်းသေးဘူးလားဒါဖြင့်ဒကာဓမ္မတို့အမှန်တန်ကြောက်เสียကောင်းတယ်သဘောပါကြလားဒီလိုပဲနေကြတော့မှလားတိုင်ကြီးမှာဝေါ့တိုင်ကြီးမှာစားတိုင်ကြီးမှာသေတိုင်ကြီးမှာမွေးဒီလိုပဲနေတော့ဒါဖြင့်ဒကာဓမ္မတို့လေပတ်ပြုတ်မှကျိုးပြန်တိုင်ကျိုးမှဒကာအောင်ကြီးလူရင်းဆိုင်တော့ရွတ်လိုက်ရရမယ်နမရပြန်နေလေခိုင်းတရားဓမ္မတို့ဒီတရားကိုနဲ့လည်းနဲ့ပါတယ်ဒါကြွနားမလဲတော့မရှိရဘူးဘုန်းကြီးပြောတာနားမလဲတော့မရှိရဘူးခင်ဗျားတို့ခန္ဓာ၅ပါးဘာနဲ့တူလဲကိုယ်ခင်းတဲ့တဏှာကဘာနဲ့တူလဲကိုယ်လို့တကယ်ခင်းနေတဲ့ဒိဋ္ဌိကဒါပြန်သံဃာခီးတဲ့ပုရိသေကခင်ဗျားတို့ခွေးနဲ့တူတဲ့ပုရိသေကခင်ဗျားတို့
ဒီလည်းဘာလဲမပြုတ်ဒီကျိုးလည်းမပြဒီတိုင်းကြီးလက်ပေးတေးနေတော့တာပဲဆိုတာပကဘာဘာဆိုလဲရှိသေးဒါဖြင့်ဒါကြလေးတို့ကတိုင်ကျိုးကျိုးပြက်လေဘာပြုတ်မှနေကြတယ်တိုင်ရင်လည်းကျိုးပါမှကျိုးရင်လည်းလေဘာရင်လည်းမျက်မှောက်ရင်ဒီကိုယ်လိုရရှိရဲ့လားဒါကြွယ်ကိုယ်နေတော့ကိုဟုတ်တယ်ဆင်းတယ်သိသိချာချာကြည့်လိုက်တော့မှဩငါမရှိဘယ်နဲ့လုံးမလုံးဆိုတော့လေဘာမရှိရင်ကိုခင်ဗျားတို့နေရခုငါမရှိဘယ်နဲ့လုံးမလုံးဒီသမီးကြီးနဲ့ဒီသားသမီးတွေနဲ့ဒီကြောင်းထားတဲ့ဈေးတွေနဲ့ငါမရှိဘဲနဲ့လုံးမလို့ဆိုတော့ဥစ္စာလေငါလည်းရှိကျင်တော့တာပဲငါရှိကျင်တယ်လေဘာပြုတ်ကျင်နေရလားအမကုလည်းကတော့အတော်ကာယနဲ့ဝင်ရတယ်ခင်ဗျားကနွားချူကလေးတက်တော့သိပေါ့လို့လေဘက်ရှိတာကိုအတော်ကြီးကြီးရှိတယ်များမှတ်နေခက်တယ်ငွဲရင်းပြီလားတခါကျွဲတော့မဆုံးဘူးလားဘောပါကြခိုင်းတာလေလေဘာများပြုတ်ပြသွားမှာတကားအောင်မစိုးရင်ဘူးသူ့ရင်လည်းဗျကိုကမားလာရင်မအောင်ငါမရှိခြင်းခက်ကြီးငါမရှိခြင်းခက်ကြီးဆိုတာဘာလို့မှဆိုရင်ဘယ်နဲ့တော့လေဘပြုတ်ရင်အမှန်နေကြနေတာပဲဆိုလေဘပြုတ်တယ်မလို့လေဘနဲ့ကျိုးတဲ့နေပြီးကကိုလွတ်လာမသွားဘူးလားဟောဒါကိုကျင်းလိုက်ကြလားဟောငါမရှိဘဲနဲ့တော့ခက်ကြီးပဲဆိုတော့လေဘပြုတ်ပါကိုဘယ်နဲ့ဖြင့်ဒါရမီရတယ်ကိုမခင်မသူခင်မလဲဆိုတာကပါသေးဒါရမီကဘာဒီမေသုံးချုံနေ냐တော့လေအိုးကိုမခင်လဲရှင်သူတို့ဒီပြင်ကတစ်သိန်းကြီးပဲဆိုပြီးကတော့ကိုယ်လည်းကိုမမခင်ပဲနဲ့လုံးမလုံးဆိုတော့ဒီကတော့မှုရကျိုးရင်းနဲ့လည်းခန္ဓာ၅ပါးနဲ့တမ်းနေဘူးလားရှိပြီးတော့တုတ်ပြီးတော့ပြည့်နေဘူးလားဒီကျိုးလို့ပြသွားမှလည်းဆိုရင်ဘယ်လိုဆိုရင်လဲဆိုတော့ကိုယ်မမအားလာတဲ့ခါကြလို့ရှင်းခန္ဓာကြီးနဲ့ခွဲရမှာအဲ့ဒါသေသမားတွေကလည်းပြောကြဆရာကျုပ်မသိချင်ဘူးတန်ကျွေးတယ်ပြောတယ်ကျွေးလည်းမတတ်ချင်ဘူးဒါကျုပ်ဘလောက်ကုန်ကုသမ်းပြလူမသိဘူးမရှားပေါ့မလာဘူးလားအဲ့ဒါတိုင်ကျွေးပြီးကျွေးပြမှာသိဆိုရင်တကယ်နားလဲခန္ဓာကြီးကြောက်တော့မှမဆိုးရင်ဘူးခန္ဓာခင်ရခန္ဓာခင်လုံးလို့ဆရာဝန်ကိုတခါတည်းခင်ဗျားတို့ကငွေပေးလိုက်တယ်ဒီခန္ဓာတော့မစွန့်ပြရဘူးဆရာငွေလိုချင်တော့ပေးပါမယ်တက်ဖို့ဆိုတက်ဖို့ပါပဲနောက်လည်းကျေးဇူးမမေ့ပါဘူးအစရှိနေဘလောက်နဲ့ခင်နေဆိုတော့ပေါ်လားအဲ့ဒါခန္ဓာရင်းနဲ့ကျိုးနေတယ်သွေးရဖယ်မနေဘူးလားဖယ်ရမယ်ဆိုတော့ကျင်းလိုက်မကျင်းတော့တိုင်ကျိုးမှဆိုရင်လေကျိုးပြမှာလေဘာပြမှာဒါဖြင့်ဒီခွေးတွေဘယ်နည်းနဲ့မှတိုင်နဲ့ချိုးမဲ့ခွေးမဟုတ်ဘူးကျိုးလည်းကြိုက်ချမ်းမဲ့ခွေးတော့ဟုတ်ပါရဲ့လားလေဘာပြောအောင်ဝယ်ရုံမဲ့ခွေးဟုတ်ပါရဲ့လားဟာဒီရင်ခွေးဒီရင်သေးမယ်ဆိုရဲခွေးပေါ့ဘလောက်ဆိုးလို့ဥဒုရှင်ဖြစ်စဉ်သဘောကျလားအမလေးတကားအောင်မှန်လိုက်တဲ့ဖြစ်စဉ်တကားကျွညင်းမြန်များပါသေးညင်းမြန်ပါပါဘူးဘာမှကြံလို့ရှိရင်ဖြင့်ဒကာဓမ္မတွေစဉ်းစားကြည့်ပါဟုတ်တော့မယ်ဒီတော့မယ်ကြံလို့ရက်ရှည်လေးပါရင်ဒကာအောင်မှားထားရတယ်နည်းသလားဘာမှားတာတုံးလို့မေးလို့ရှိရင်ဖြင့်ကျိုးဆုံးကသွားလိုက်မှတဲလဲကြမှာမဟုတ်ဘူးဒီဘက်ကပြောင်းကုန်ကျိုးဆုံးနဲ့သွားမှဒီပြင်ဘယ်သွားမှာတော့ဒကာရတကယ်နဲ့လို့သွားတာမှလားမေးတော့ဘယ်နဲ့မဟုတ်ပါဘူးကျိုးဆုံးသွားမှကိုယ်ကသွားကျင်တဲ့စိတ်ပေါ်ရလားမတတ်တာလို့ပြောလိုက်တယ်တိုက်ကြီးရကိုမပါဘူးသဘောကျအဲ့ဒါနာမည်ခဲလိုက်ဦးမယ်ဆိုတဲ့အသွားလေးကတော့ပါသေးတာပါသေးတော့လေဘက်ကဖြုတ်သွားတယ်လားလေဘက်ကယူသွားမှာလေဘက်ကယူကျိုးပါမယ်မပါဘူးလားသဘောပါကြလားအမလေးကြောက်ကြကောင်းလိုက်တဲ့ဒကာဓမ္မတွေဒီဆိုကျွတ်တော့ဒါရင်ခမနဲ့နေမှလွတ်လပ်တယ်လို့ထင်ထင်သေးတယ်အလကားပြောနေတယ်ဒကာပြောတာကျိုးဆုံးပြေးနေတာလွတ်လပ်တာလားလေကောင်းမှပြုတ်တာလွတ်လပ်တာလားကျိုးမှမပြတ်တာဘူးဒီကလွတ်လပ်တဲ့ပုဂ္ဂိုလ်ပါလားလို့မေးတော့ကိုကျိုးနဲ့ကိုတိုင်နဲ့ကိုလေပန်းနဲ့မော့ပြေးနေတာကြည့်လို့ဒီပြန်ဘယ်လိုပါလဲသဘောပါကြကဲလဲသိုးပါလားကကျွေးတန်တရားနေရတာအခုနေကြီးနဲ့သိုးမှလားတန်တရားဝယ်ဖို့ရတယ်ဒီလိုပဲဒီတိုင်ဒီကျိုးတွေလည်းပဲဒီကုသိုလ်ရှင်ပဲသဘောကျဘုရားကဘယ်လိုနေခဲ့ရတော့မိတာနဲ့ဟောဒီတိုင်းဒီကျိုးဒီလည်းကနဲ့ဒီကုသိုလ်ရှင်ပဲ
သဘောကျဘိုးနောက်ကတပည့်တို့နာမည်ဖြစ်ခဲ့လားဇမားလားဖြစ်ခဲ့လားမပြောရဘူးကွတိုင်နဲ့ကျိုးရခွေးရလည်းဖတ်တယ်တော့သိကြတယ်ရင်းနေကြလားဘာတပည့်ရဲ့ဆန်းဖို့ကထူးတယ်ဒီလေးကထူးရတယ်ကဲသဘောကျကြအဲ့ဒါဓမ္မတွေကသူများပြောယုံပြီးနဲ့ပြေခံစားဘူးလားခွေးဖြစ်ခဲ့တယ်တခါမပြုံးဓမ္မပြေလေးရောက်ပေါ်မရလားပြီသာသာယုံနေတာပဲတိုင်ကျိုးတိုင်မိုင်တိုင်ချင်းကျိုးမပြဖဲနဲ့လေပါကြီးနဲ့ဝိုးစင်းသေးခဲ့ရတယ်လို့တော့သူတို့မပြောဘူးစင်းလေးကတော့ဓာကြီးပဲဓာသိင်းနေတာဓာကြီးပဲဆိုတာသဘောကျအဲ့တော့ဒီလိုသိရှိဒီတရားနာတဲ့ကုသိုလ်နဲ့ဘာများပြုံးမှာတော့ကိုတိုင်ချင်းတရားတွေမပြောဘူးတရားပေါ့အောင်ဆိုရင်လေသဘောကျလားဒုက္ခချုပ်အောင်လုပ်နိုင်လို့ချင်းဘယ်သိမပြောအောင်ထောင်ထဲကလူများထောင်နဲ့မရှိဘဲနဲ့သိသွားတော့လက်ထိတ်ချုပ်ပြီးဒီကလာမြုပ်ရတာလက်ထိတ်နဲ့မြုပ်လိုက်ရတာဒီမှာလည်းခင်ဗျားတို့ဒီကားလို့ရှင်လေဘတ်ပြုတ်ပြီးမသေးလို့ရှင်လေဘတ်တဲ့နဲ့လေဘတ်နဲ့မမြုပ်အောင်ပါပဲသဘောကျလေဘတ်နဲ့မြုပ်တဲ့အခါကျတော့ဒိဋ္ဌိနဲ့မြုပ်လိုက်တော့အပေလို့ကမြုပ်သွားတာရင်းပြီလားအတော်မဆိုးဘူးလားအဲ့ဒါတွေကဓမ္မတွေကကိုသာသမီကိုမခင်မလို့ခင်မလဲကိုမခင်မလို့ခင်မလဲအသားနဲ့ယူပြီးဒီကလည်းတိတော့မခင်မလေးကမနေတတ်ဘူးဒီလိုပဲအစရှိနေနဲ့ဒီလေဝတိတ္တတာကိုဘုံများယူနေတယ်ကျိုးတမ်းနေကြတယ်ဘုံများယူနေတယ်တဲ့ကျုပ်တို့ကတော့ခင်တတ်တယ်ပဲသွားစိတ်ကမေ့တယ်လို့မရှိဘူးဆိုကျိုးတမ်းကပြောတယ်ဟုတ်လားကိုယ်ကိုယ်တော့ဖြင့်အမြဲတမ်းစောင့်ရှောက်နေတာပါပဲဆိုတာကတိုင်ကျိုးမှသုံးရင်းပြီလားဒါဖြင့်ဒီဓမ္မတွေမှာတိုင်ကျိုးမှလည်းဆိုရင်ကျိုးပြတ်မှာလေဘပြတ်မှာဒါဖြင့်တိုင်ရည်သေးတယ်လို့ကလေ့လာခြင်းတယ်ဒီပြင်မရှိသေးသဘောပါလားဒါတဲ့နေရကြတယ်ဒါရိစ္ဆာဒီသုံးခုမဖြတ်မတောက်ခဲ့တဲ့ချင်းကြော်ပါဒါကြွယ်ထိုးမိပြောနေတာနော်နောက်ကတရားဓမ္မတွေနားရကြခန္ဓာ၅ပါးဘာနဲ့တူတဲ့ခင်တဲ့တဏှာကိုယ်ကိုယ်ခင်တဲ့တဏှာအကျိုးနဲ့တူကိုယ်ကိုယ်ကိုငါ့ကိုငါပဲတကယ်ကျင်းနေတာဘာနဲ့တူလေဘတ်နဲ့တင်းနေတဲ့ဒီလေဘတ်နဲ့တင်းနေတဲ့ပုဂ္ဂိုလ်တွေကတွေ့ကြည့်နေဘူးလားအဲ့ဒါကြောင့်ခွေးလေဘတ်တက်ထားတယ်လို့ခင်ဗျားကဟောချသဘောပါလားဒါရင်ဒါဖြင့်ဒီကလေဘတ်တုတ်တဲ့လူများပါကလားလို့မေးမင်းပြောပါဘူးမပါသေးဘူးချက်เสียကြီးဒီကောင်ကြီးကျုပ်ပြတဲ့လူတော့မပါဘူးတိုင်ကျိုးတဲ့လူဟာဒီနောက်တဲ့လက်ပါပြင်းနေတဲ့လူကြီးပဲလို့ဆိုရင်တော့ပါဒါအောင်မေးကြည့်ပါမေးရရတယ်မတွေ့လူရလက်ပြန်တဲ့ပုဂ္ဂိုလ်ကများကြဒီပြင်ပဲသွားတဲ့ပုဂ္ဂိုလ်ရှိသေးတယ်သုံးနဲ့နေကျိုးလည်းဒီကျိုးဆုံးသွားပြီးပြန်လာတာပဲပြန်လာဘူးလားဘာလို့လဲဘာနဲ့ကျိုးနဲ့မပြုတ်လို့အဓိပ္ပာယ်ကရှင်းလို့တိုင်ကျိုးသွားတဲ့ဆုံးနဲ့တိုင်ကြီးကမြဲရဲ့ပဲလို့ဆုံးလားအဲဒီလိုလေးကတန်တန်နဲ့ဘယ်ဘဝမှာလဲဒီတိုင်ဒီကျိုးတွေလည်းပါဒီပုရုษင်သဘောကျဘုရားဘဝကျတော့ဘယ်လိုနေခဲ့ရတော့ဒီတိုင်ရဲ့ဒီကျိုးရဲ့ဒီလည်းပါရဲ့ဒီပုရုษင်ရဲ့သဘောပါတိုင်းတာဖြင့်ဓမ္မတို့တိုင်လည်းကျိုးမှကျိုးလည်းပြတ်မှလည်းပါလည်းပြုတ်မှလွတ်လပ်ရေးအစ်ဖြစ်တော့မယ်မျက်မှောက်လို့ချင်းတိုင်ရင်းနဲ့ငွေတိုင်ရင်းနဲ့တည်ပြီးခွေးနေခွေးတွေဆိုတာချစ်တော့သွားသဘောပါကြဘလို့ဆိုးရတယ်ဆိုတာပြောရတိုင်းတာဖြင့်အလုတ်တရားနဲ့မဖြတ်ရင်မရပါဘူးဒါကြောင့်ဘာလဲဖြတ်မယ်မေတ္တာနဲ့ဒီကျိုးဖြတ်မှာသဘောကျမေတ္တာနဲ့ဒီကျိုးဖြတ်မှာမေတ္တာနဲ့ဒီကျိုးဖြတ်ဆိုတာဒီခန္ဓာရင်းဟူသောအပေါ်မှာဒီဓာတ်ရမှာဗျဓမ္မဒီကြည်ထားတဲ့ကျိုးပြမှာခန္ဓာရင်းကိုကြောက်ပေါ်နဲ့မေတ္တာကိုသွေးပြီးဒီကလာသွေးနေတဲ့ကျိုးကိုဒီမေတ္တာထည့်လာတဲ့ခါပြတ်တယ်သဘောကျခိုင်းသေးချာလို့စကားအလုပ်တရားကိုဟောကြတယ်တော့အလုံးနဲ့မဖြတ်လို့ရှိရင်တခါကျွမရဘူးကဲတခါတည်းဘာနဲ့ဖြတ်ကဲသတ္တဝါတွေအဝိဇ္ဇာတဏမပြုတ်ကြည့်တိုင်ကြီးရင်မှာလည်းဘာမပြုတ်ဖဲနဲ့ကျိုးတန်းနဲ့သေတဲ့ဘဝကြီးပဲအဝိဇ္ဇာတဏမပြုတ်တဲ့ပုဂ္ဂိုလ်ကြီးနေပုံကခွင့်ကနေပုံပြတယ်သဘောကျကြအဝိဇ္ဇာတဏမပြုတ်တဲ့ပုဂ္ဂိုလ်က
တိုင်ကြီးရင်ကျိုးသားနဲ့လေကောင်းပြုတ်ခွင့်နဲ့လက်ပတ်ပြေးပြီးဒီညာသိလိုက်တယ်ဆိုတာအဝိဇ္ဇာတဏှာမပြုတ်တဲ့ပုဂ္ဂိုလ်နေကုန်ကိုဘုရားဟောလိုက်ရှင်းမလားကောင်းပြီဒါဖြင့်ဒါကြွေဒီဘဝပြန်သိဉာဏ်ရပြီအသိဉာဏ်ရတော့ဉာဏ်ရအောင်ဉာဏ်ချက်ပြီးဒီကလာဒီကျိုးတွေဒီဒိဋ္ဌိဒီရေဘက်တွေကြာဒီကျိုးတွေကြာဒါလုံးဝဖြစ်မှာဓာတ်တောင်ချထားလို့ရှိရင်သူ့ဟာသူတက်တန်သွားဖြတ်တယ်လို့ထုံးတယ်ရှိရဲ့ဝိရိယရည်ဟူသောလက်နဲ့ကင်ပြီးဒီကလာဉာဏ်ဓာတ်ကိုညံ့ညံ့ပေါင်းတွေးပြီးဒီကလာခင်ဗျားတို့ကျိုးကိုချရတယ်နဲ့လေဘဖြတ်ကျိုးဖြတ်ဆိုတာမလုပ်ရဘူးလားဓာတ်တောင်ချထားလို့ရှိရင်သူ့ဟာသူပြတ်တယ်လို့ထုံးတယ်ရှိရဲ့အဲဒီမှာလေဘုန်းကြီးတွေဉာဏ်လေးဝန်းထဲရင်ရထားရင်မပြီးသေးဘူးခင်ဗျားတို့လုံးလာပြောကနေခန္ဓာကိုယ်တွေးပြီးကြတာသမုဒိယကျိုးကိုဖြတ်လေဘက်ကိုဖြုတ်ဒီလိုမှရမယ်ဆိုတော့အလုံးလုံးဦးမှပဲဉာဏ်ရရင်မပြီးသေးဘူးဒါကြဉာဏ်တော့ဘုရားပေးရတယ်နော်ဉာဏ်ပဲလို့လည်းပေးတာများတော့လေဒကာဦးကြီးဒီဉာဏ်လေးကတော့လက်ထဲထားတယ်မဖြတ်တော့ဘူးဆိုရပါကျုပ်ကသိတော့သိပါရဲ့ဗျာလို့တော့မလုပ်သေးဘူးပြတယ်အလားတော့ဒါတော့ရထားတယ်သူမဖြတ်ဘူးဒါအခုလိုထားလို့ပြတ်တယ်မဟုတ်ပါရဲ့လားလုံးဝဝိရိယနဲ့ကံပြီးတရုပ်ကံပြီးကြလားဖြတ်လို့တဲ့နေရာဖြတ်ပါမှပြတ်မှန်ပူလားဗျအခုတရားနာလာတာကတော့ဉာဏ်ယူလာကြတယ်အိတ်ကြတဲ့ဉာဏ်လေးဘုရားကြီးဟောလိုက်တာပဲဆိုပြီးမထားလိုက်နဲ့ကိုယ်ခန္ဓာကိုခင်တဲ့တဏှာကိုပြရအောင်ကိုယ်ခန္ဓာဖြစ်တဲ့ရှိရလိမ့်မယ်မရှိရင်ရပါမလားဒါဖြင့်ဘုရားသခင်ကိုရမကြီးဟောတော့ဓမ္မတွေတိုင်ကျိုးကျိုးပြပြီးလည်းဘာပြုတ်တဲ့အလုပ်ကိုရာကျွယ်လုပ်ကြအောင်လို့တော့မလုပ်ရင်မတော်ဘူးဆိုတော့ပေါ်ကြလားခိုင်းဒါရင်ပြောတော့မယ်ဘုရားသခင်ကိုရမကြီးကရောရှင်သာရိပုတ္တရာကရောဒကာဓမ္မကနောစေဘိက္ခုပရစိတ်တပရိယာကုသလောဟောတိအထပစိတ်တပရိယာယောဝိဒ္ဓမေတိဧဝံဟိဝောဘိက္ခုသိက္ခိတဗံဒီလိုဟောလိုက်ဒါကပါဠိတော်မြန်မာလိုပြန်တဲ့အခါကျတော့ဝါတဲ့ဒါကျွဲသူတစ်ပါးစိတ်ကဲခတ်ရတာပြီဘယ်စိတ်ဖြစ်ဘယ်စိတ်ပြက်တယ်ဆိုတော့ဘယ်သူမှမသိဘူးသိပါလားမိမိစိတ်ကိုမိမိကဲခတ်ခဲ့လို့ရှင်းရင်ဖြင့်ကွာတဲ့ဘယ်စိတ်ဖြစ်တယ်ဘယ်စိတ်မရှိဘူးဘယ်စိတ်ရဖြစ်သွားတယ်အခုပြောက်သွားပြီဆိုတာကိုယ်စိတ်ကိုကိုယ်ကဲခတ်ရင်ကိုယ်သိပါလေဧဝံဝိဧဝံအေကကိုယ်စိတ်ကိုကိုယ်ကဲခတ်ခြင်းတည်းဘိက္ခုယံဝေါတင်တော့တဲ့သိက္ခိတဗံကျင့်ရကိုယ်စိတ်ကိုရှင်းမရှိကဲခတ်တဲ့အလုပ်ကကျင့်မှာသွားစိတ်တ ानु ပဒနာဟောလိုက်သူတစ်ပါးစိတ်ကဲခတ်ရတာမှန်သည်ရှိမှားသည်ရှိနှမျိုးတဲ့နော်ကိုယ်စိတ်ကိုကဲခတ်ရတာကတော့မှန်တယ်လောဘစိတ်ဖြစ်တာလည်းကိုယ်သိလောဘစိတ်ပြတ်သွားတော့သူတစ်ပါးစိတ်မှာဒီလိုသိနေမှာကိုယ်တဏ္ဍာမှာဒေါသဖြစ်တာငါဒေါသဖြစ်တာလေလို့ဗဇက်ကကိုထုတ်ပြောနေမသိဘူးလားအားစိတ်ကိုပြေးဟာပြီလို့ပြောတဲ့အခါရောဒေါသမရှိဘူးလို့ပြောတာမဟုတ်လားဒါကိုယ်စိတ်ကိုကဲကတော့ဒကာဓမ္မတို့လွဲတဲ့သိမ်းတဲ့စောင်းတယ်လို့ရှိသေးဒကာကျွေးနေရကြဒါဖြင့်သူများစိတ်ကိုကဲခါရမှာလားကိုယ်စိတ်ကိုကိုယ်ကဲခါရမှာလားကိုယ်စိတ်ကိုကိုယ်ကဲခါနိုင်ရင်ဝိပဿနာလို့မှားဘယ်လိုမှတ်ကြနောက်ကဓမ္မတွေဘာတွေဟောနေတာကိုယ်စိတ်ကိုကိုယ်ကဲခါရကိုယ်စိတ်ဆိုတာသိနာမှာကိုယ်ခိုက်ခါရမယ်ဆိုတာမျက်နှာမှာဒီကိုနဲ့နဲ့ကဲခါပါကိုယ်စိတ်ဆိုတာတစ်ကိုယ်ကဲခါဆိုတာဒီကိုနှိညာနဲ့ကဲခါပါဒီစိတ်ကိုနှိညာနဲ့ကဲခါပါဒီစိတ်ကိုဒီစိတ်ကိုဒကာကျော်နေရကြဒီစိတ်ကိုနှိညာနဲ့ကဲခါပါပြီးတော့ဥမာလေးပြလိုက်တယ်ဘုရားနဲ့ရှင်သာရိပုတ္တရာကွာတဲ့ဘုရားဓမ္မတွေအိမ်မှာရှိတဲ့မှန်ဆိုတာဗရာဒုတ်ထားတဲ့မှန်တရားတွေကိုယ်လုံးမမှန်ဖြစ်ဖြစ်ကိုယ်တို့ရဲ့ကြည့်တဲ့မှန်ဖြစ်ဖြစ်မျက်နှာနဲ့မြင်ရတဲ့မှန်ဖြစ်ဖြစ်မှန်ပါလို့ဖို့ထားကြတာတော့လို့မေးလို့ရှိရင်ဖြင့်ကိုယ်ကိုယ်ကဲခတ်ဖို့ဖြာဘယ်လိုဆိုကြမဲ့ရှိရင်လည်းမဲ့ရှိတယ်လို့သိဖို့ရှင်းနေရှိရင်အနာလေးပေါက်နေဒါပြန်ဘယ်လိုကဲခတ်ဖို့ထားလဲ
ကိုယ့်ကိုယ်ကိုမှန်ကြည့်တော့ကြက်ခတ်တော့ပြင်လို့ဆင်လို့မရဘူးလားဒါလေးဟာကြောက်သွားတယ်လည်းသိတယ်ပေါ်လာတာဝိချံလေးပေါက်လာတယ်လည်းသိတယ်နောက်ကမှန်ကြည့်တယ်ဝိချံလေးကြောက်သွားတော့သဘုံလေးရောင်နေတယ်လည်းရင်မှန်ကြည့်တယ်သိသဘုံလေးမရောင်တော့ဒါကိုယ့်ကိုယ်ကိုကြက်ခတ်တာမှန်ပေါ့မှန်ပါလို့ကိုယ်တော့စိတ်ကြည့်ဥသောမှန်ကိုဒကာရမကညာနဲ့ကြက်ခတ်ပါစိတ်ကြည့်ဥသောမှန်ကိုညာနဲ့ကြက်ခတ်ပါဆိုတာကောင်းကောင်းသဘောကျလားဒါကြောင့်ဒကာရမတို့ကိုယ်စိတ်ကိုကိုယ်ကြက်ခတ်တဲ့လုပ်သည်ဝိပဿနာလုပ်လို့ဒကာပြောမှတ်လိုက်ကိုယ်စိတ်ကိုကိုယ်ကြက်ခတ်တဲ့လုပ်သည်ဟုတ်တာပဲတဲ့ဒကာရမတို့ဘုန်းကြီးတင်ပေးပါမယ်တဲ့ဆိုင်အမှန်လွယ်ပါတယ်ကိုယ်စိတ်ကိုကိုယ်ကြက်ခတ်တဲ့လုပ်သည်ဝိပဿနာလုပ်နော်အိတ်ချင်တယ်ဆိုတော့သင်္ကမိတ်ကစိတ်ကလေးမပေါ်ဘူးအိတ်ချင်တယ်အဲ့ဒီစိတ်ကလေးကိုဘုန်းကြီးကသင်္ကမိတ်ကစိတ်ကအောင်ပေါ်ပြီနော်အကဲခတ်ဆောင်မအောင်ပြဒီစိတ်ကပါစိတ်လို့ဆိုတော့အကဲခတ်နေတယ်နေတယ်အကဲခတ်တဲ့ညာကပေါ်မလာဘူးပေါ်လာတော့ဒီညာပေါ်တဲ့ဝိသိရှိသေးရဲ့သင်္ကမိတ်ကစိတ်ကလေးမရှိဘူးလို့မသိဘူးလားဒါပြန်သင်္ကမိတ်ကစိတ်ဖြစ်တာကိုလည်းသိပြက်တာလည်းဖြစ်ပြက်သိတာကိုယ်စိတ်ကိုကိုယ်ကြက်ခတ်ဆိုတာပါသိတာပါလေအဲ့ဒါဖြစ်ပြကအနိစ္စကြက်ခတ်တာကမက္ခဖြစ်ပြကအကဲခတ်တာကဒီလိုဆိုတော့လေရှားကမ္မထမ်းကြောင်းလည်းမရှာရကမ္မထမ်းပစ္စည်းရှားမတွေ့ဘူးရှုရပစ္စည်းရှားမတွေ့ဘူးလို့ဆိုရမှာလေကိုယ်တော်အယူကြမလို့ဖြစ်မကြတယ်ဘူးလားဒါကြောင့်ကိုယ်တော်အယူဖြစ်နေဦးမှာဒီတော့ဥပဒနာရှိမလို့ရှားရတယ်ရှုစရာကိုရှားမလို့ဘူးဆိုရင်ဒီလိုကအယူပါပဲသူ့စိတ်ကိုကြက်ခတ်လိုက်သူမှအကဲမခံနိုင်တော့အယူပဲဆိုတော့အဲ့ဒါဓမ္မရှင်သာရိပုတ္တရာရဲ့ရှင်ဘုရားကရောသူတစ်ပါးစိတ်ကြက်ခတ်ရတာမှားသည်ရှိမှန်သည်ရှိกว่าကိုယ်စိတ်ကိုကိုယ်ကြက်ခတ်ရတာမှားတယ်မှန်တယ်လို့ရှိသေးလားဒါကကိုယ်မှကိုယ်မှာကြည်ရတယ်ကမှန်တယ်ကိုယ်မျက်နှာကြည့်တာပဲမှားကြရှိသေးဒီမှာလည်းဒီနေ့ဒီပဲလောဘစိတ်လာလို့ရှင်ဒကာဥမဘယ်လိုရှိမရှိရှိတာအဲ့တော့ဘာသေးရမရှိတာသေးရနောက်ကကြက်ခတ်တော့အကဲခတ်တဲ့စိတ်ပေါ်လာတော့အရင်စိတ်ရှိသေးရမရှိတာပါဘုံဖြစ်ပြီးမရှိတာအနိစ္စမရှိဘူးလို့သိတာဆိုတော့ဒကာရမတို့လောဘစိတ်ပေါ်လာတယ်ဟုတ်လားအကဲခတ်အောင်ရှိသေးရဲ့မရှိတာကဲခတ်တာကဲခတ်တာညာကြီးမှပါရှိမရှိသိတာညာမို့သိတာတခြားသောတရားပြန်သိပါခဲတာပြန်ဒကာရမတွေလွန်နေကြနေဒေါသစိတ်ပေါ်လာတာလေးဘာပါလဲမရှိသေးလားမရှိသေးလားကဲခတ်တာဒါကြည့်ရှိသေးရဲ့မရှိတာပါဘုံသိတာပါဘုံတန်မြတ်လေးဖြစ်နေတယ်တန်မြတ်စိတ်ကလေးဖြစ်နေရောင်းရတော်မလားဒီတိုင်းထားရတော်မလားရောင်းလိုက်ရတော်မလားဆိုတဲ့စိတ်ကလေးလာရင်ဘာလို့အကဲခတ်ရမယ်တော့ကအကဲခတ်လိုက်စမ်းပါအကဲခတ်လိုက်တော့ရှိသေးရဲ့မရှိတာပါဘုံသိတာဒါဖြင့်လောဘလာလည်းရှိမရှိကဲခါဒေါသလည်းဝိသိကိစ္စဆိုတဲ့မောဟလာရင်အကဲခတ်တာကရှိမရှိတာကအိဋ္ဌာအကဲခတ်တာကမရှိတာကအကဲခတ်တာခိုင်းဒါဖြင့်ဒကာဓမ္မတတ္တဝါတို့အပေသွားရသံဃာပဲကူရတယ်ဆိုတာပရိစ္ဆေသမုပ္ပါကပရိစ္ဆေသမုပ္ပါအတိုင်းသွားတာမဟုတ်ဘူးလားသဘောကျဘယ်တိုင်းသွားတာလဲခန္ဓာဆက်ဆက်သွားတာပရိစ္ဆေသမုပ္ပါတိုင်းသွားတာမဟုတ်လားခန္ဓာပရိစ္ဆေသမုပ္ပါခန္ဓာကိုဗျရှင်းပြီနော်ဘာမေးရလဲကဲလောဘကစပြောလောဘစိတ်ကလေးရှိတော့ဟိုကဲတခါတက်ကကဲခါလိုက်ဇံလောဘစိတ်ကလေးရှိမရှိကဲခါတဲ့စိတ်လာတော့ရှိသေးရဲ့ခေါင်းပင်မရှိတာဘာကောမရှိဘူးလို့ကဲခါတာကမနဲ့ဖြတ်လိုက်တယ်နော်နောက်ကမမပိတ်လိုက်ဘူးလားအကယ်တခါတက်ကလက်လွတ်သွားတယ်ဒီတော့အကဲမခံနိုင်ဘူးရှားဆိုလို့ရှိရင်လောဘကတဏှာနောက်ကဘယ်လိုလဲဥပါဒနောက်ကကာနောက်ကဇာတိနောက်ကအကဲမခံဘူးတန်တရားချက်ပြီးဒီကလာခန္ဓာသွားပုံအကဲမခံမိတယ်နဲ့ဘာပေါ်သွားတန်တရားချက်ပြီးခန္ဓာမပေါ်ဘူးလားဒါရင်အကဲခတ်လိုက်တော့တန်တရားဆက်တတ်တဲ့တရားတွေပြတ်မပြတ်အကဲကဆိုတာအကဲကလာမှတ်တယ်တန်တရားဖြတ်တာပါလား
ဘယ်လိုဆိုကြကဲခတ်တာကဲခတ်တတ်တဲ့ပဲလားသံဃာပြိဿသမုပ္ပါဖြတ်လိုက်တာလားကဲမလွတ်တဲ့နေရာများရှိသေးတယ်လေဘုရားမှာလားကောင်ကြီးဒါဖြင့်ပရိစ္ဆေသမုပ္ပါအလေကစတာပြတ်မသွားဘူးလားတစ်ခေါက်ပြောပါဦးဒကာရမတို့တဏ္ဍာစားခြင်းနဲ့လောဘတွေပေါ်လာတယ်ကဲခေါင်းမရှိတော့ဘူးအကဲခါလိုက်တော့ရှိသေးရဲ့လားမရှိတော့ဘူးဆိုတာ तू မသိဘူးလားဒါဖြင့်မရှိတာကဘာပါလဲကဲခါတဲ့ဥစ္စာကမက်ကဆိုတော့သူ့နောက်ကလောဘနောက်ကနေပြီးတဲ့ကတဏှာနောက်ကလောဘတဏှာနောက်ကနေပြီးဥပါဒံကံတွေပြတ်သွားတယ်လို့ဆိုတာလည်းအထင်ရှားမထင်ရှားဘူးလားဒါဖြင့်သံဃာပြတ်မပြတ်ဘယ်လိုကြောင့်ပြတ်တော့ကိုယ်စိတ်ကိုကဲခါလို့ပြတ်သွားဘယ်လိုကြောင့်ပြတ်ပါလဲတခါကျွဲတဲနေရကြပါနောက်ကဓမ္မတွေကိုယ်စိတ်ကလေးကိုယ်ကိုယ်ခတ်ဖို့ရလေးမှမခတ်တတ်ကြတော့ဘူးလားလို့ဘုန်းကြီးကမေးရှင်နေဘယ်နဲ့ဆိုကြခတ်တဲ့ကိုယ်စိတ်ကိုကိုယ်ကဲခတ်နေလားဝိပဿနာလောကမှာကိုယ်စိတ်ကိုကိုယ်ကဲခတ်နေဘယ်လိုကဲခတ်မှာလဲဆိုတော့ပထမစိတ်ပေါ်လာတယ်ရှိသေးလားမရှိသေးလားကဲခတ်သဘောကျရှိသေးလားမရှိသေးလားကဲခတ်လိုက်တော့အကဲခတ်တဲ့စိတ်လာတော့အကဲခတ်တဲ့ဉာဏ်လာတော့ဘယ်တကားသိရစိတ်ရှိရမြင်သေးအဲ့ဒါမရှိတာပါဆိုကဲခတ်တာဟောတော်ရပြတ်မပြကဲခေါင်းကလောဘကိုလာတော့အကဲခတ်လိုက်တာနဲ့လောဘနောက်ကနေပြီးဥပါဒံတွေကံတွေဇာတိတရာမရဏတွေလာသေးတယ်အကဲမခတ်ရင်တောင်းတော့မတောင်းဘူးလားသဘောပါလိမ့်နော်ဒါပြိဿဘုရားအလေကဖြတ်ပြရဲ့ကဲအထုံးကနေဖြတ်ပြအောင်မခင်ရတယ်ကဲစိတ်မချမ်းသာလည်းမချမ်းသာသိတယ်ကြီးဖြစ်နေတယ်ဆိုကြပါလိမ့်ဗျာစိတ်ချမ်းသာတာဒေါသမဟုတ်လားကဲဒေါသလေးကိုဘုန်းကြီးကတင်တယ်ကိုယ်စိတ်ကိုကိုယ်ကဲခတ်လိုက်ဆိုတော့နောက်စိတ်နဲ့ကဲခတ်စမ်းမရှိတော့ဘူးဒေါသလေးမရှိတော့မရှိတာကအကဲခတ်တာကမဆိုတော့နောက်ကသောကပရိဒေဝဒုက္ခဒေါမနတာအဝိဇ္ဇာဆိုတာတွေလာတယ်အဲ့ဒါပရိစ္ဆာမုပ္ပါအဆုံးကနေဖြတ်ချတယ်သဘောကျပရိစ္ဆာမုပ္ပါအဆုံးကတော့ဖြတ်ကြတယ်ဒေါသလာတိုင်းရှိရင်အဆုံးကဖြတ်ဒေါဘလာတိုင်းရှိရင်အလေကဖြတ်သဘောကျကိုင်းဒါဖြင့်မောဟလာတိုင်းရှိကြအောင်ဒီပစ္စည်းတွေရောင်းရတော်မလားမရောင်းရတော်မလားဝယ်ရတော်မလားမဝယ်ရတော်မလားဒါဝိသိကိစ္စဝိသိကိစ္စကမောဟနော်ကဲဒီမောဟတွေလည်းဘာလို့ကြမလဲအကဲခတ်ပါအကဲခတ်တော့ဘယ်နဲ့နေလဲမရှိတာကပါသူကဲခတ်တာကမက်ကဆိုတော့ဘယ်နဲ့ငါဓမ္မတို့သူ့အကဲမခတ်ပဲနဲ့ခင်ဗျားတို့ထားလိုက်မယ်ဆိုလို့ရှိရင်မောဟဆိုတာဝိဇ္ဇာမဟုတ်လားသူကစရလာတဲ့ကအဝိဇ္ဇာစပြီးဆိုတော့သင်္ခါရလုံးလို့လာတာသင်္ခါရပြည့်စရာဝိညာဏပြည့်စရာသင်္ခါရပရိစ္ဆေသမုပ္ပါအစကနေဖြတ်ချတယ်မောဟရှိတော့ပရိစ္ဆေသမုပ္ပါဘယ်ကနေဖြတ်တယ်ဒေါသရှိတော့လောဘရှိတော့ကိုင်းခင်ဗျားတို့လောဘဒေါသမောဟချုပ်မှနိဗ္ဗာန်ဆိုတာကသဘောကျပရိစ္ဆေသမုပ္ပါအလေကပြတ်တာလေအဆုံးထားလည်းပြတ်နိုင်တယ်အစကတော့ရှင်းမလားဒီလိုရှင်းနိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့လောဘဒေါသမောဟချုပ်ငိမ့်တာဘာခေါ်ကြမလဲဒီလိုကိုချုပ်ငိမ့်မယ်ဘယ်တစ်ခေါက်ပြန်ပြောမယ်ဒကာဓမ္မတွေအစအလေကပြတ်တယ်ဥစ္စာနာတော့နော်သားလေးခင်လိုက်တယ်သမီးလေးခင်လိုက်တယ်ခင်တဲ့ကလေးပေါ့ဘူးဘာနဲ့အရောက်သူ့ဘောမှာပေါ့နော်ကဲဘုရားကဆရာကမှားထားတယ်အဲ့ဒါအကဲခတ်တယ်ရှိသေးရဲ့မရှိတာအကဲခတ်တာကဲဒါဖြင့်လောဘတဏှာလေးတော့ကအကဲကမခတ်ဘူးဆိုရင်တဏှာကဥပါဒံကံဇာတိကရမရဏလိုက်တယ်ဗျာပြိဿသမုပ္ပါဘယ်ကနေဖြတ်လိုက်အလေကနေဖြတ်လိုက်တာတန်လျာပြတ်တယ်မပြတ်ဘူးလားဒါရင်ဒီကကြလေးကြတော့ဒကာဓမ္မတွေကဒေါသစိတ်ကလေးဖြစ်တာကိုဘုန်းကြီးကဘုရားကအကဲခတ်ရေးလို့ဆိုတော့ဒေါသလေးဖြစ်တယ်ဆိုဒကာတိကဖြစ်တော့ဟောပြန်အကဲခတ်လိုက်ရှိမရှိအကဲခတ်လိုက်ရှိသေးရဲ့သို့မရှိတာကသိတာကအကဲခတ်တာကမက်ကဖြစ်အဲ့တော့ဒေါသနောက်ကနေသောကပရိဒေဝတွေလိုက်သေးရဲ့သောကပရိဒေဝဆိုတာမသိလို့လာတာမဟုတ်လားအဲ့တော့ဝိဇ္ဇာကိုပါလေရဲ့ဒါရင်ပရိဒေဝကဘယ်ကနေဖြတ်ထုံးကနေဖြတ်လိုက်တော့ဒေါသရှိရင်အလေကဖြတ်တယ်ဒေါသရှိလို့ရှိရင်ကဲဒါပဲဒီပစ္စည်းလေးခု
ရောင်းရတော်မလားဝယ်ရတော်မလားဆိုတော့ဝိသိကိစ္စသဘောကျအဲ့ဒီစိတ်ကလေးရောင်းရတော်မလားဝယ်ရတော်မလားဆိုတဲ့စိတ်ကလေးကိုဘာလို့ပြရအကဲခတ်ကလေးနောက်ကနေရှိမရှိကဲခတ်ကဲခတ်တဲ့ရှိသေးရဲ့အကဲခတ်တဲ့စိတ်လာတော့ဟိုစိတ်ချုပ်လို့လာတာပေါ့မရှိကြလို့နဲ့ဆိုအကဲခတ်တော့ဒီလိုကံကံမိလို့ရှိရင်ဝိသိကိစ္စဆိုတော့မောဟမလားမောဟဆိုတာဝိဇ္ဇာဖြစ်เสียသင်္ခါရလုံးမလို့လားသင်္ခါရဖြစ်เสียဒါပြန်ဒီလိုရှုလိုက်တော့ဘယ်နဲ့ဖြစ်သွားဘယ်ကပြတ်တာဟောပရိစ္ဆေမဟုတ်ကအစကပြတ်သွားတယ်ဆိုတော့ခန္ဓာကိုယ်ကြီးမှာဗျာစเสียလဲအကြောင်းမရှိတော့ဘူးဆက်เสียရောအလယ်မှာတီးနေကြရောမရှိတော့ဘူးဆိုတော့ခန္ဓာဇတ်အခုပြတ်ခန္ဓာဇတ်သိနေတာဘာခေါ်လဲဩဒါဖြင့်နေရာကြတယ်ဒီလောက်ဟာလှုပ်ထိုက်တယ်ဆိုတာခမည်းတော်ကဲခတ်ပါဒါဖြင့်ဓမ္မတို့မှန်သဘောကလှုပ်ကြတယ်ဆိုလိုက်တာဘယ်လိုဆိုဒါစိတ်လာကဲခါဘယ်လိုကဲခါရမှာပါလဲရှိကလားမရှိဘူးလားကဲခါလိုက်အကဲခါရင်းနဲ့တကယ်ကြောဘာသိမှလဲအကဲခါတဲ့စိတ်ပေါ်လာတော့ရင်စိတ်ရှိသေးတယ်အကဲခါတဲ့စိတ်ညာတွဲရဲ့ဟုတ်အဲ့တော့ဝိကာရမရဲ့စဉ်းစားချက်မရှိတာအိစ္ဆာကဲခတ်တာမဲ့ကဒါဖြင့်မရှိတာလေးဟူ၍ဘယ်နဲ့ဆိုကြအကဲခတ်တာဟူသည်ဒါနဲ့မက်ကနဲ့ကြီးနေတဲ့ဓမ္မတွေကကိလေသာမာရင်တော့ဆိုတာကမှန်မှန်ကိလေသာကိုမာရင်တော့သတ်တဲ့ဂိစ္စတိနိဗ္ဗာန်ကိုသွားရည်နိဗ္ဗာန်သွားတယ်ဆိုတော့ပြိဿသမုပ္ပါပြတ်တာလို့ဆိုနိဗ္ဗာန်သွားတယ်ဆိုတာဘာကလဲကိလေသာမာရင်တော့ကိလေသာယခုလာတဲ့ကိလေသာတွေနောက်မှလာတန်းဖြစ်တဲ့ကိလေသာတွေကိုမာရင်တော့သတ်တယ်ဆိုတော့နောက်ကအကဲခတ်လိုက်တော့အကဲခတ်တဲ့တရားဟာသတ်တဲ့တရားပဲရင်းနေလားအဲ့လိုလုပ်လိုက်တဲ့အခါကျတော့ဓမ္မတို့အကဲခတ်တာကအဝိဇ္ဇာလားဝိဇ္ဇာလားဒါကြောင့်ဝိဇ္ဇာချုပ်ပြီဝိဇ္ဇာချုပ်သွားဝိဇ္ဇာချုပ်တော့ဒီလောဘနောက်ကလည်းဥပါဒံတို့ကံတို့လာရဲ့ဥပါဒံတဏှာတွေရောမလားတော့တဏှာလည်းပြတ်မဆိုနိုင်ဘူးတဏှာလည်းပြတ်ဘူးလားဖြစ်ဖြစ်ရှိလိုက်ကျုံးကလည်းတစ်ခါပြတ်တယ်ခုနောက်ကလည်းမဥပါဒံတွေလည်းလာခွင့်ပေးတယ်ဒါဖြင့်ရှိဖြစ်တဲ့ကြောင့်လည်းတဏှာတွေကတစ်မျိုးနောက်ဥပါဒံအဆက်မလာလို့တဏှာတွေကတစ်မျိုးဒါဖြင့်အကဲခတ်တဲ့သဘောဒီအကဲခတ်တဲ့ဉာဏ်လေးတွေနှလုံးအလုံးလုံးကြမှတ်လိုက်သူကိုယ်တိုင်ဉာဏ်ဖြစ်သောကြောင့်ဝိဇ္ဇာဖြစ်တယ်ဝိဇ္ဇာဖြစ်ပြီးအဝိဇ္ဇာတတ်သူကိုယ်တိုင်ကဉာဏ်ဖြစ်သောကြောင့်ပါလဲဝိဇ္ဇာဖြစ်ပါဝိဇ္ဇာဖြစ်တယ်အဝိဇ္ဇာမသိသေးဘူးဟောသူကိုယ်တိုင်ကဉာဏ်ဖြစ်လို့ရှင်းမလားသူနောက်ကလာမဲ့တဏှာသူရှိကလာမဲ့တဏှာတွေလာသေးတယ်ဟုတ်လားဗျသူရှိလိုက်လို့သိသွားတယ်သူရှိလိုက်လို့နောက်ကပြတ်ထွက်သွားတယ်ဆိုလိုက်တယ်ဒါနဲ့တဏှာရောမချုပ်ဘူးဒါနဲ့သတ္တဝါတွေသံဃာရှိတာကိုအစတော့ငါခန္ဓာအစတော့မလို့ဘူးကွာသတ္တဝါတွေလုတ်တဲ့အစတော့ဝိဇ္ဇာတဏှာကြောင့်ပဲဆိုတော့ဝိဇ္ဇာတဏှာအခုရှိလိုက်တော့မချုပ်ဘူးဝိဇ္ဇာတဏှာရှိလိုက်တော့ချုပ်တော့ကိုသတ္တဝါလုံးကအစတရားနှစ်ခုကပြောက်ထွက်သွားပြီလို့ဆိုရင်လည်းပါဒါဖြင့်သတ္တဝါအစဝိဇ္ဇာတဏှာကကိုဒကာဓမ္မတွေကဘုသိသတ္တဝါအစဝိဇ္ဇာတဏှာကဆိုတာတရားဟောကြတယ်ကမရှင်းဘူးလားသတ္တဝါဆုံးဆိုတော့အဝိဇ္ဇာတဏှာကုံမဆုံးသတ္တဝါဆုံးကကဲကုံမကုံကြီးဒေါ်လာလေးဖြစ်တယ်ဖြစ်ဖြစ်ရှိလိုက်စမ်းဖြစ်တယ်ဝိဇ္ဇာလားဖြစ်ဖြစ်ရှိတဲ့ဉာဏ်လေးကဝိဇ္ဇာလားဝိဇ္ဇာလားဝိဇ္ဇာဆိုတဲ့ဘုရုချုပ်စေတယ်ကဲဝိဇ္ဇာကုံမြန်ပြီသူနကတော့ပရိစ္ဆေသမုပ္ပါဒနာတွေဥပါဒဏ်တွေလာအောင်လားတဏှာရောမပြတ်ဘူးလားဒါဖြင့်ဓမ္မတို့ဖြစ်တဲ့ရှိတဲ့အချင်းဖြစ်တဲ့မြင်တွေကလည်းဒိဋ္ဌိလည်းပါချုပ်ပြုတ်ဖြစ်တဲ့မြင်တွေကပါလားသဘောကျလားမရှိတဲ့ကလေးကလည်းနောက်ကတဏှာကျိုးကောင်းပြတ်သေးဘူးလားဖြစ်တဲ့ဆိုတာခန္ဓာကြီးဖြစ်တဲ့ဆိုတာမသေးကြဘူးလားအဲ့ဒီတွေကလည်းတိုင်ကြီးရတယ်ခန္ဓာတိုင်ကြီးကကျိုးပါဒါဖြင့်ခန္ဓာတိုင်ကြီးကလည်းကျိုးခန္ဓာခင်းတဲ့တဏှာရောငါကငါမထင်တဲ့ဒိဋ္ဌိကလည်းလည်းဘာမဖြစ်သေးဘူးလားဒါဖြင့်ဖြစ်တဲ့တစ်ခုရှုပ်လိုက်လို့ရှိရင်မဉ္ဇဏ်ဒီလည်းဘက်ကိုလည်းသူကဖြတ်ပေးကျိုးလို့ခန္ဓာကိုယ်လည်းဖြစ်တဲ့ပဲလို့တိုင်ချိုးပေးတာရောဒီညာမဲမဟုတ်လားဒါဖြင့်ဒီညာဒီဓမ္မဒိဋ္ဌိထုတ်တာလည်းဒီညာမဲကျိုးဖြတ်ပြတယ်တိုင်ကြီးခြေမော့ပလိုက်တာဒါဖြင့်ဒီညာတစ်လုံးမပါခဲ့လို့ရှိရင်ဓမ္မတို့လည်းဘာလည်းမပြတ်ကျိုးလုံးပြတ်တိုင်လည်းမကျိုး
ခင်ဗျားတို့သိချင်းလို့သိရမယ်ဆိုတော့သိချပါလားတိုင်းကြီးရောဝရှင်းပြီးတကလားခွေးသိရမယ်ဆိုတဲ့အိဗယ်တကကျွေးရှင်းနေတာပဲနောက်တုန်းကဘယ်လိုနေလို့ဘယ်လိုသိခဲ့တယ်ဆိုတိုင်းကြီးလို့ပတ်ပြီးဒီညာဝဒီညာချင်းကြီးဆိုဒီညာစဒီညာသိခဲ့တယ်ဖြတ်ဒီပြန်လာပြောရရှိသေးတယ်ကောင်းတော့ပါလားဒါဖြင့်ဒကာဓမ္မတို့အလုံးနဲ့ဖြတ်ဆိုတာပဲရှင်းနေတယ်ဘယ်လိုလုပ်ကြပါမလဲဒီလိုဆိုကိုယ်စိတ်ကိုကဲခတ်နေပါမယ်ဗျာဘယ်လိုဆိုကြမလဲဘယ်လိုနေကြမလဲစိတ်ပေါ်တိုင်းရှိမရှိရှိကဲခတ်စိတ်ပေါ်တိုင်းရှိမရှိကဲခတ်တော့ကဲခတ်တဲ့စိတ်ပေါ်တိုင်းအရင်ပေါ်တဲ့စိတ်ဟာမရှိတာကဲခတ်တာမရှိတာလိစ္ဆာကြီးမှာကဲခတ်တာမဲ့ကကြီးမှတ်တော့ဒီမဲ့ရက်မလာဘူးရက်လာလို့ရှိရင်ဖြင့်စိတ်ဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာဆိုတော့သူများခန္ဓာလားမိမိခန္ဓာလားမိမိခန္ဓာသေးတာမိမိမမြင်ရဘူးလားကြည့်ပါများရင်ဒီခန္ဓာကြီးသေးတာမဟုတ်ဘူးမဟုတ်ရင်တိတ်လိမ့်ညာတက်ပြီမှာဒီသေးကြီးတဲ့နေမနေကျင်တော့ဘူးလို့ရှုပါများရင်လားမလားလာလို့ရှိရင်ဒီသေးကြီးကဒုက္ခစိတ်ကြီးပဲလို့မသိဘူးအဲဒီကဒုက္ခပိုင်ဆိုင်ရင်မညံမလားဘူးမညံလာလို့ရှိရင်ဖြင့်ခொနည်းဒိဋ္ဌိလည်းပါကျိုးတယ်အစောတော့ပြခဏလေးပိုင်းပြဝိဇ္ဇာကလေးပိုင်းပြဆိုတော့မသိကြဘူးလားဒါဖြင့်ဓမ္မတို့ကိုယ်စိတ်ကိုကိုယ်ကဲကတဲ့အလုပ်တွေဝိပဿနာအလုံးဘယ်လိုမှတ်ကြမလဲဒီတော့ကဲကတဲ့ပရိစ္ဆေသမုပ္ပါအလေကောအစကအဆုံးကဒါပရိစ္ဆေသမုပ္ပါပြတ်တာလားကိုယ်ခန္ဓာဒုက္ခကိုပြတ်တာလားဒါဖြင့်ဒီလိုလုပ်ကြတယ်တော့အကဲကခံရတာကဒုက္ခသစ္စာအကဲခတ်တဲ့ဉာဏ်ကနောက်ကသေးတာကနောက်ခန္ဓာဆက်ပြတ်တာကဆိုတော့သစ္စာလေးပါးသွားခဲ့မကြိုက်ဘူးလားခိုင်းနေဒီရင်တော့ကြတယ်